Guru Jesus did. The Matiago, a tremendous Lintata, don't take it of the opening of Pia, each and I will select also some. Davido Elena Gurodi, also Jim Anna Zenegua, Jay will love Shani of Yotam Shimaba. She don't lie, Davido at the daddy. Look about those, select villas and arching, whip you go where they come. Guru Jin and Nita Pocisiva. At that time, I Guru joined the Kevani, Goronet to select Shawan and Buka Siva. China Guru also a Sidalonia who brought 19 show yet. The Matia, Lanchang Tetu, Guru and Sway Hall in Basido. Tritopia Namaronai, Sutavi and Sakija, Papiaki. Amen. General Dini maရောက်တဲ့ညီကိုမောင်နှမတွေမပါဘဲနဲ့မနေ့ကလေးကတင်တန်းထဲမှာရှိနေကြတဲ့ညီကိုမောင်နှမတွေကျွန်တော်တို့မှတ်စုစာအုပ်တွေရှိမှာဖြစ်တယ်။တချို့လဲဖုန်းကင်ထားရင်တော့ဖုန်းနှုတ်ရှိတာပေါ့နော်။ဒီတော့မနေ့ကကျွန်တော်ရဲ့အချိန်မှာကျွန်တော်တို့အတူတကွလေ့လာကြတဲ့အကြောင်းအရာတွေထဲကကျွန်တော်တို့ဒီအခုချိန်မှာပြန်စဉ်းစားလိုက်တဲ့အခါမှာမှတ်မိတဲ့စကားလုံးပဲဖြစ်ဖြစ်မှတ်မိတဲ့အကြောင်းအရာပဲဖြစ်ဖြစ်နှစ်ချက်လောက်ချရေးကြည့်အောင်အခုချရေးကြည့်အောင်နော်စကလုံးလဲရတယ်မနေ့ကကျွန်တော်တို့တူကလေ့လာတဲ့အခါမှာစကလုံးလဲရတယ်အကြောင်းအရာအချက်လက်လဲရတယ်ကြမ်းပိုက်တစ်ပိုက်နဲ့အချက်လက်လဲဖြစ်တယ်ပေါ့နော်အဲ့တော့မှတ်မိတဲ့အရာလေးရေးချကြည့်အောင်အဲ့တော့စာအုပ်တွေပြန်မလန်တော့နဲ့လေနော်အခုချိန်မှာပဲမှတ်မိတာလေးnotes တွေပြန်မလန်မဲနဲ့လေဒီချိန်မှာပဲတယောက်နှစ်ချက်လောက်ပဲအများကြီးမဟုတ်ပါဘူးเนาะအချက်20လောက်မဟုတ်ဘူးနှစ်ချက်လောက်ပဲရေးချကြည့်ပါအရှိဝေးလည်းမလို့လေเนาะအတူချုပ်နှစ်ချက်လောက်ရေးချကြည့်ပါရေးပြီလားဟုတ်ပြီတချို့ရေးနေတော့မယ်ဟုတ်ပြီကျေးဇူးတင်တယ်အတူတကွပါဝင်ပေးလို့အများကြီးကျေးဇူးတင်တယ်အကယ်၍မနေ့ညကအိမ်ပြန်သွားတဲ့အခါကျွန်တော်တို့စာအုပ်ထဲမှာဆွဲခဲ့တဲ့အဲ့ဒီပန်းတိုင်နဲ့တစ်စစ်ပြီးတစ်စစ်တက်သွားတဲ့လေကတစ်ပုံလေးတွေကိုပြန်ကြည့်ထားဖြစ်ကြတယ်ဆိုတဲ့သူတွေများရှိမလားမသိပြန်ကြည့်လိုက်သေးလားအိမ်ရောက်တော့မကြည့်ဆိုတော့လေကတစ်ပုံနဲ့မှတ်မိအောင်ဆွဲတယ်ဆိုပေမဲ့လည်းတကယ်တော့ကျွန်တော်တို့ပန်းတိုင်ကိုရောက်အောင်ကြော်ဖြတ်သွားရမယ်မှတ်တိုင်တွေကိုမှတ်မိအောင်မှတ်သားတဲ့ဒီတစ်ခုပါပဲเนาะဆိုတော့ဒါတွေကတစ်ချိန်လုံးလေကတစ်ကြီးပဲအမြင့်ကြီးကိုတက်သွားတာခြေတလန်းချင်းလောက်တက်သွားတာဘူးလောက်တော့မလွယ်ဘူးဗျเนาะအဲ့လောက်တော့ပဲလွယ်မလဲเนาะအဲ့ဒီဂျားတွေထဲမှာအချိန်ကာလတွေရှိတယ်လေเนาะအချိန်ကာလတွေရှိတယ်အမျိုးမျိုးသောစိန်ခေါ်မှုတွေရှိတယ်เนาะနှောက်နေကြံ့ကြာမှုတွေလည်းရှိတာပေါ့ဒါပေမဲ့အဲ့ဒါကကိုအသက်တာထဲမှာကိုသွားရမယ့်ပန်းတိုင်ကိုအချမ်းပြင်းအားဖြင့်တူအတူချုပ်နော်အာယုစုဆိုင်မှုမှတ်မိနိုင်အောင်လို့လုပ်လိုက်တာပါနော်အဲ့တော့အခုဒီနေ့ကျွန်တော်တို့ဆက်သွားမှာတော့နောက်ထပ်မှတ်တိုင်ကြီးဆက်သွားမှာပေါ့နော်အဲ့တော့ကျွန်တော်တို့မနေ့ကတော့တချို့ရေးပြီးပြီနော်မှတ်မိတာလေးချရေးပြီးပြီနော်ဟုတ်ပြီနော်ကျေးဇူးတင်တယ်အဲ့တော့ယုံကြည်ခြင်းကနေရောက်ကြော်ဖြတ်ပြီးတော့မှကျွန်တော်တို့တီလာကို
နော်ပြောကြတယ်မနေ့ကနော်အဲ့ဒီအခုတီလာကနေကျွန်တော်တို့ဆက်ပြီးတော့မှသွားရမယ်နောက်ထပ်မှတ်တိုင်ကပါလဲဆိုတော့ပညာနော်ပညာဖြစ်အဲ့တော့ယုံကြည်ခြင်းမှာကျွန်တော်တို့စဉ်းစားဆင်ခြင်ခဲ့ကြတာကအပိုင်းနှစ်ပိုင်းပေါ့နော်အပိုင်းနှစ်ပိုင်းရှိတယ်ကဲတင်ခြင်းနဲ့ဆက်ဆိုင်တယ်အပြစ်လွတ်ခြင်းနဲ့ဆိုင်တယ်ယုံကြည်ခြင်းနောက်ယုံကြည်ခြင်းတစ်ပိုင်းကတော့နေ့စဉ်သက်တာနဲ့ဆိုင်တယ်ယုံကြည်ခြင်းဒါပေမဲ့ဒီယုံကြည်ခြင်းတစ်ခုလုံးကကျွန်တော်တို့ကိုယ်တိုင်เนาะကျွန်တော်တို့ကိုယ်တိုင်အစွမ်းတတ္တိထဲကဟိုစိုက်ထုတ်ပြီးညှစ်ထုတ်ပြီးတော့မှငါဖះကိုယုံမယ်ကွာဆိုတဲ့ယုံခြင်းမျိုးမဟုတ်ဘူးနှုတ်ကပတ်တော်ကပဲဖြစ်လာစေတယ်ယုံကြည်ခြင်းเนาะကဲတင်ခြင်းနဲ့ဆိုင်တဲ့ယုံကြည်ခြင်းဆိုတာကလည်းဧဝံဂေလိတရားကိုကြားပြီးတော့မှအဲ့ဒီဧဝံဂေလိတရားမှာပါတဲ့ဖះရဲ့ချစ်ခြင်းမေတ္တာကိုတန်ရှင်သောဝိညာဉ်တော်ကအလင်းပေးပြီးတော့မှသဘောပေါက်တဲ့အခါမှာခရစ်တော်ကိုမိမိနှလုံးသားထဲမှာလက်ခံယုံကြည်တယ်အတိတ်တွေကဧဝံဂေလိတရားကပဲဖြစ်ပွားစေတဲ့ယုံကြည်ခြင်းနေ့စဉ်ယုံကြည်ခြင်းဆိုတာကလည်းနေ့တိုင်းဖခင်သခင်ရဲ့နှုတ်ကပတ်အတန်တော်ကိုကြားပြီးတော့မှကြားနာခြင်းထဲကနေပဲကိုယ်အထဲထဲမှာဖခင်ကယုံကြည်ခြင်းကိုတိဆောက်ပေးတယ်ဒါနေ့စဉ်တက်တာပါနော်ဒါကြောင့်နှုတ်ကပတ်တော်အဖြစ်ပဲဖြစ်လာတဲ့ယုံကြည်ခြင်းအဲ့ဒီယုံကြည်ခြင်းကကောင်းကင်ဘုံရောက်ရင်မလို့တော့ဘူးတလားဖခင်ရဲ့အိမ်တော်ဝင်စားပြီးသွားပြီဆိုတဲ့အချိန်ရောက်ရင်အဲ့ဒီယုံကြည်ခြင်းကမလို့တော့ဘူးဒါပေမဲ့မြေကြီးပေါ်မှာအသက်ရှင်နေတဲ့၍ကာလပတ်လို့အဲ့ဒီနေ့စဉ်ယုံကြည်ခြင်းကဘာဖြစ်လဲလိုအပ်တယ်ဆိုတာကိုနားလည်ရတယ်ဒါကြောင့်တချို့ကအားတဲ့အကျမ်းစာမှာတိမောသေဩဝါဒစာဆောင်မှာယုံကြည်ခြင်းကိုသူကသင်္ဘောနဲ့နှိုင်းတယ်နော်ပြန်မှတ်မိအောင်ကျွန်တော်တို့နည်းနည်းလေးပြန်နှွှေးတဲ့သဘောပေါ့ယုံကြည်ခြင်းကိုသင်္ဘောနဲ့နှိုင်းထားတဲ့ကျမ်းပိုက်ရှိတယ်ဘာလို့သင်္ဘောနဲ့နှိုင်းလဲဆိုတော့အဲ့ဒီအရင်ခေတ်ကာလတုန်းကလေကြောင်းလမ်းတွေမရှိဘူးကုန်းကြောင်းလမ်းတွေလည်းမတွင်ကျယ်ဘူးအရန်အလန်းဝေးတဲ့နေရာတွေကိုကုန်စီစီးဆင်းဖို့ကုန်သွယ်ရေးလုပ်ဖို့ဆိုတာကရေလမ်းကြောင်းနဲ့ပဲကမ္ဘာမှာအဓိကအချက်ချာလမ်းကြောင်းရေလမ်းကြောင်းပေါ့အဲ့တော့တနိုင်ငံနဲ့တနိုင်ငံဆက်သွယ်ရေးဒေသတစ်ခုနဲ့ဒေသတစ်ခုကုန်စီစီးဆင်းမှုတွေကအဲ့ဒီရေလမ်းကြောင်းနဲ့ပဲဆက်သွယ်အဲ့တော့အဓိကဟိုတွာလာရေးလမ်းခီးတွင်ကျယ်တာကကုန်းလမ်းဆိုလဲအချိန်တိုင်းပို့ပေးရတယ်နော်လေကြောင်းဆိုတာမရှိတော့အဲ့ဒါရေလမ်းကြောင်းပဲအဲ့တော့ရေလမ်းကြောင်းမှာအဲ့ဒီရွက်လွင့်သင်္ဘောတွေတုံးတယ်နော်ရွက်လွင့်သင်္ဘောတွေတုံးတယ်အဲ့တော့ရှင်ပေါလုရဲ့သာသနာပြုခီးစဉ်တော်တော်များများကိုပြန်ကြည့်လိုက်တဲ့အခါမှာအဲ့ဒီရေလမ်းခီးနဲ့ပဲသွားနေတာတွေကိုကျွန်တော်တို့လည်းနော်တွေ့ရတယ်အဲ့တော့အဲ့ဒီရေထဲမှာသွားလို့ရတဲ့အဲ့သင်္ဘောနဲ့နှိုင်းတယ်ဘာနဲ့ဘာကိုလဲဆိုတော့ယုံကြည်ခြင်းကိုနော်တချို့သောသူတို့ကတဲ့ယုံကြည်ခြင်းသင်္ဘောပါဖြစ်သွားတယ်ပြတ်သွားတယ်ယုံကြည်ခြင်းသင်္ဘောပြတ်ဒီလိုတုံးတာအဲ့တော့ရေလမ်းကြောင်းမှာသွားတဲ့အဓိကအသုံးပြုရတဲ့အဲ့ဒီသင်္ဘောနော်ရွက်လွင့်သင်္ဘောအကြီးသေးတွေရှိတာပေါ့နော်အဲ့တော့အဲ့ဒီသင်္ဘောပြတ်တဲ့အခါမှာအဲ့ဒီပင်လယ်ထဲမှာရှိတဲ့နော်သင်္ဘောကပြတ်တဲ့အခါ तू ကဘယ်ကိုရောက်လို့ရောက်မှန်းမသိတော့ဘယ်ကိုဥတီလို့ရောက်သွားရမှန်းလည်းမသိတော့ဟုတ်လားအဲ့တော့နေညာလေတင့်တဲ့ဖက်ကိုပဲမျောနေတော့တာပေါ့နော်မျောနေတော့မှာဥတီယာတွေမရှိတော့ဘူးဟုတ်လားအဲ့တော့ဘယ်ကိုရောက်မှန်းလည်းမသိတော့အဲ့လိုဖြစ်ကုန်တာအဲ့ဒါဘာပြတ်သွားလဲသင်္ဘောပြတ်သွားအဲ့တော့ဝိညာဉ်ရေးရမှာလည်းပဲအဲ့ဒီယုံကြည်ခြင်းဆိုတာပြတ်သွားတာ ਨੇ နေ့စဉ်ယုံကြည်ခြင်းမရှိတော့ဘူးဆိုရင်ကိုတွားရမယ်ဝိညာဉ်ရေးရပန်းနိုင်ကဘယ်ကိုရောက်လို့ရောက်နေမှန်းလည်းမသိတော့ဘလို့မှလည်းဥတဲလို့မရတော့တွားရမယ်ပန်းနိုင်ကိုတဲမတဆင့်ပြီးတဆင့်ကြော်ဖြတ်ပြီးရောက်သွားတဲလို့မရတော့အဲ့ဒီယုံကြည်ခြင်းပြတ်သွားပြီဆိုဟုတ်လားကဲတင်ခြင်းတော့မရှုံးဘူးနော်ဘာလို့လဲဆိုတော့အပြစ်လွတ်ခြင်းနဲ့ဆိုင်တဲ့ထာဝရအသက်ကိုရရှိစေတဲ့ယုံကြည်ခြင်းကရှိတာဟုတ်နော်ဒါတော့မရှုံးဘူးဒါပေမဲ့နေ့စဉ်အသက်တာမှာဖျားနှုတ်ကပတ်တော်ကနေဖြစ်လာစေတဲ့နေ့စဉ်ယုံကြည်ခြင်းမရှိတော့တဲ့အခါမှာကိုယ့်ရဲ့အသက်တာကလောကထဲမှာလမ်းပြောက်နေတဲ့လောကထဲမှာဥတီယာပြောက်နေတဲ့လူတစ်ယောက်ကဲ့သို့ဖြစ်သွားတာနော်အဲ့တော့ဒီယုံကြည်ခြင်းကနေကျွန်တော်တို့မနေ့ကဆက်သွားတယ်အဲ့ဒီယုံကြည်ခြင်းကနေပဲပေါ်ထွက်လာတယ်တီလာအဲ့တော့တီလာရဲ့အဓိပ္ပာယ်ကကောင်းမြတ်သောအကျင့်နော်ဒါလည်းကျွန်တော်တို့စဉ်းစားခဲ့ကြပြီနော်ကောင်းမြတ်သောအကျင့်နေပေါ်မမူတည်ဘူးအချင်းနေအစိုးကောင်းပေါ်မမူတည်ဘူးအစင်ပြေခြင်းမပြေခြင်းပေါ်မှာမမူတည်ဘူးဘယ်လိုအတိုင်းဝိုင်းမှာသွားနေရတယ်ဘယ်လိုအတိုင်းဝိုင်းမှာကျင်လဲရတယ်ကြက်စားရတာနဲ့မမူတည်ဘူးကိုယ့်ရဲ့အသက်တာထဲမှာရှိတဲ့ကောင်းမြတ်ခြင်းတွေဟာတသက်မှတ်သေးအချိန်ကာလပေါ်မှာရွေ့လျော့ပြောင်းလဲသွားမှာမဟုတ်ဘူးဟုတ်လားဟိုတနည်းအားဖြင့်ပြောမယ်ဆိုရင်ပေါက်တင်ညွာအယောင်ပြောင်းနေတော့
နော်သူကအစိမ်းနေတအားများတဲ့စိမ်းစုံနေတဲ့တစ်ပင်ကြားထဲမှာနေတဲ့ပေါက်တင်ညွာအယောင်တစ်မျိုးဟုတ်လား6တွေ့ပြီးတော့မှပူပြင်းတဲ့နေရာမှာရောက်သွားတဲ့ပေါက်တင်ညွာအယောင်တစ်မျိုးပြောင်းသွားတယ်သူကအဲ့သူတွားကျင်လေတဲ့သူတွားနေတဲ့ပတ်ဝန်းကျင်အနေထားပုံမှာပေါက်တင်ညွာအယောင်ပြောင်းတယ်ဒီကနေ့ယုံကြည်သူရဲ့အကျင့်သီလဟာကိုကျင်လေတဲ့အတိုင်းဝိုင်းကကိုပုံသွင်းလိုက်ချင်းခံရပြီးတော့မှအယောင်ပြောင်းသွားမဲ့သူတွေမဟုတ်ဟုတ်လားဆုံးညစ်တော်လူတွေနဲ့သခင်ရှုထိတွေ့မဆုံးညစ်သွားဘူးဟန်ဆောင်နဲ့ရှုပ်ဝတ်တဲ့သူတွေနဲ့သခင်ရှုထိတွေ့သခင်ရှုဟန်ဆောင်ရှုပ်ဝတ်ခြင်းဖက်ကိုအယောင်မပြောင်းသွားဘူးတရားမဲ့အချီးနီးတက်တက်နဲ့အသက်ရှင်တဲ့သူတွေနဲ့သခင်ရှုထိတွေ့သခင်ရှုကတရားမဲ့မဖြစ်သွားဘူးဖျားမဲ့တွေနဲ့သခင်ရှုထိတွေ့တယ်ဖျားမဲ့မဖြစ်သွားဘူးအဲ့တော့နှိမ့်ကြတဲ့သူတွေနဲ့ထိတွေ့တယ်သခင်ရှုကဒီတိုင်းပဲအာနာပိုင်အာနာရှင်ကြီးတွေနဲ့လည်းတွေ့တယ်သခင်ရှုကဒီတိုင်းပဲဆိုသူရဲ့တီလာသခင်ရှုရဲ့ကောင်းမြတ်ခြင်းကကောင်းမြတ်တော်အကျင့်တွေဟာအချင်းဒီပုံမူတည်ပြီးမပြောင်းလဲသွားဘူးဒါကြောင့်ဒီကနေ့ကျွန်တော်ရဲ့အသက်တာကလည်းအဲ့ဒီတီလာနဲ့အဲ့ဒီတီလာစောက်တည်ခြင်းမျိုးနဲ့ခမဲတော်ဘုရားရှိခိုးစင်ကြယ်တန့်ရှင်းတဲ့တီလာကိုကျွန်တော်တို့ကြော်ဖြတ်သွားရအောင်အမတမမြင်ကွင်းပါလာပြီနော်မြင်ကွင်းပါလာပြီဒီကောင်းမြတ်ခြင်းကဖျားမြင်ကွင်းတွေမကဘူးဘယ်သူမြင်ကွင်းလဲလူမြင်ကွင်းအဲ့လူမြင်ကွင်းထဲမှာပထမဦးဆုံးမြင်ရမှာကအိမ်သူအိမ်သားနော်ကိုယ့်ရဲ့အိမ်သူအိမ်သားတွေဟာကိုယ့်ရဲ့တီလာစောက်တည်ခြင်းစင်ကြယ်သောတီလာကိုစတင်ခံစားတွေ့ရှိလာရမယ်ပြီးတဲ့အခါမှာပတ်ဝန်းကျင်ဆိုအမတမအလင်းနော်အမတမကောင်းမြတ်တဲ့အလင်းတစ်ခုဖြစ်သွားပြီအဲ့ဒီမြင်ကွင်းထဲမှာအဲ့ဒီခါမှာအဲ့ဒီတီလာအားဖြင့်သခင်ရှုကိုလူတွေမြင်လာစရာအကြောင်းဖြစ်လာတယ်ကဲဟုတ်ပြီဒီကနေ့ဆက်ပြီးတော့မှသွားမှာကဘာဖြစ်လဲဆိုတော့အဲ့ဒီနောက်ထပ်ကြော်ဖြတ်ရမယ့်မှတ်တိုင်ကပညာအဲ့တော့တကယ်တော့အဲ့ဒီပညာကအဓိပ္ပာယ်နဲ့ပြောမယ်ဆိုရင်သိနာလေခြင်းပါနော်တကယ်တော့အဲ့ဒီသိနာလေခြင်းကပထမပုံတစ်ပုံကိုကျွန်တော်မှတ်မိမလားပထမဆုံးဆွဲတဲ့ပုံတစ်ပုံမှတ်မိမယ်နော်ယုံကြည်ခြင်းတို့၎င်းသားတော်ယေရှုခရစ်ကိုဘာဖြစ်လဲတိကျွမ်းခြင်းတို့၎င်းလို့ရေးထားပါတယ်နော်တိကျွမ်းခြင်းတို့၎င်းအဲ့တော့တကယ်တော့တိနာလေခြင်းကဘု து ကိုတိနာလေတာလဲဆိုတော့ယေရှုခရစ်ကိုတိနာလေတာအဲ့တော့ပထမဦးဆုံးဒီယုံကြည်ခြင်းအစစ်မှာတော့သခင်ယေရှုကိုကျွန်တော်တို့ကကယ်တင်ပိုင်ရှင်ဖြစ်လက်ခံခဲ့ပြီးပြီအဲ့တော့ကျွန်တော်ရဲ့ကယ်တင်ရှင်အဖြစ်ကျွန်တော်ရဲ့အသက်တာထဲမှာနေရာပေးပြီးသွားပြီဒါပေမဲ့ကျွန်တော်တို့ရဲ့တိနာလေခြင်းကသခင်ယေရှုကိုကျွန်တော်တို့ရဲ့ကယ်တင်ရှင်လောက်ပဲတိနာလေခြင်းမျိုးလောက်နဲ့ရပ်တန့်နေလို့မရဘူးအဲ့တော့ကိုရောဟာဘလို့ပုဂ္ဂိုလ်တော်မြတ်လဲဆိုတာကိုကျွန်တော်တို့ကတနေ့ထက်တနေ့ကိုရောကိုဘာဖြစ်လဲရင်းရင်းနှီးနှီးသိနာလေဖို့အတက်တာကိုတက်သွားရမှာအဲ့ဒါကိုဘာလို့ခေါ်လဲဆိုတော့ပညာနော်ပညာလောကရဲ့စာပေပညာကိုညီညွှန်းနေတာမဟုတ်ဘူးဒီပညာကဟုတ်လားလောကမှာရှိတဲ့အသက်မွေးဝမ်းကြောင်းနဲ့ဆိုင်တဲ့အတတ်ပညာတစ်ခုကိုညီညွှန်းတာမဟုတ်ဘူးတီထွင်စမ်းသစ်တဲ့ပညာရက်ကိုညီညွှန်းတာတော့မဟုတ်ဘူးဒါကဖျားကိုသိတဲ့ယဉ်နီးတဲ့ပညာပေါ့ဟုတ်ပြီနော်အဲ့တော့ကျွန်တော်အခုဒီသခင်ယေရှုကိုကျွန်တော်တို့သိနာလေခြင်းပညာနဲ့ပတ်သက်လာရင်အရင်ဦးဆုံးကျွန်တော်တို့သိရမှာကသခင်ယေရှုနဲ့ပတ်သက်ပြီးတော့မှတမန်ကျမ်းစာကဘာတွေမှုတ်သွင်းရေးသားဖော်ပြထားလဲအဲ့ဒါအခြေခံတမန်ကျမ်းစာမှာသခင်ယေရှုနဲ့ဆိုင်တဲ့ဖော်ပြချက်တွေမှတ်တမ်းတွေလှုပ်ဆောင်ချက်တွေဘာတွေရေးသားဖော်ပြတယ်အဲ့ဒါကိုအယူဆုံးကျွန်တော်တို့ဘယ်ကိုသွားမလဲဆိုအဲ့ဒါကိုသိနာလေတယ်အသက်တာကိုရင်လောက်ရမယ်ဥပမာဆိုရင်ကျွန်တော်တို့ခရစ်ဝင်ကျမ်းနဲ့ကျမ်းရှိတယ်၄ကျမ်းရှိတယ်မဿဲမာကုလုကာယောဟန်ဟုတ်တယ်နော်မဿဲမာကုလုကာယောဟန်အဲ့ဒီခရစ်ဝင်ကျမ်း၄ကျမ်းကသခင်ယေရှုရဲ့သခင်ယေရှုခရစ်တော်ရဲ့ပုံတံ၄မျိုးကိုဖော်ပြအဲ့ဒီခရစ်ဝင်ကျမ်း၄ဆောင်ကသခင်ယေရှုရဲ့ပုံတံတော်၄မျိုးဖော်ပြဆိုပထမဆုံးရှမဿဲခရစ်ဝင်ကျမ်းကသခင်ယေရှုရဲ့ရှင်ဘုရင်ဖြစ်ခြင်းကိုဖော်ပြနော်ရှင်ဘုရင်ဖြစ်ခြင်းဆိုတာကလောကီမျက်မြင်ရတဲ့ယူပနိုင်ငံရဲ့ရှင်ဘုရင်ဖြစ်ခြင်းကိုပြောတာမဟုတ်ဘူးနော်ခတ်သိမ်းသောအရာတို့ရဲ့တိုင်းနိုင်ငံတွေအားလုံးရဲ့စัจ java ကြီးတစ်ခုလုံးရဲ့ထိတ်ချုပ်အုပ်စိုးတဲ့
အခွင့်အာဏာအစိုးရတဲ့အခွင့်အာဏာကိုပိုင်တတဲ့ရှင်ဘုရင်ဖြစ်ခြင်းကိုဖော်ပြတယ်ရှင်မဿဲစာဆောင်ကရှင်မကုခရစ်ဝင်ကျမ်းကကြတော့သခင်ယေရှုရဲ့အစေခံကျွန်တရံကိုဖော်ပြတယ်အစေခံကျွန်နော်အဲ့တော့သခင်ယေရှုရဲ့နှိမ်ချတဲ့နော်အစေခံတဲ့နော်တကယ်ကိုနူးညံ့တိမ်မွေ့နှိမ်ချပြီးတော့မှအသက်မမီတဲ့တောကဲ့သို့အစေကျွန်ခံတဲ့တဘာဝကိုရှင်မကုကဖော်ပြတယ်အဲ့တော့ရှင်လုကာကျတော့ဘာပုံတရံလဲဆိုတော့သခင်ယေရှုရဲ့လူသားတန်ကိုပြည့်စုံဖော်ပြတယ်သခင်ယေရှုရဲ့လူသားတစ်ယောက်အနေနဲ့ဘလို့ဖျားကိုနာခံတယ်လဲခမဲတော်ကိုဘလို့ဝန်ခံတယ်လဲလူသားတစ်ယောက်အနေနဲ့ဖျားသခင်ရဲ့ပြည့်ညတ်တရားတော်လမ်းထဲမှာဘလို့အသက်ရှင်ပြင်ဆင်တယ်လဲဟုတ်ပြီနော်လူသားတစ်ယောက်အနေနဲ့သူကနေတဆင့်သူ့မိသားစုသူ့ပတ်ဝန်းကျင်သူနဲ့တွေ့သမျှလူတွေကိုသူဘလို့တုံ့ပြန်တယ်လဲသူဘလို့ဆက်ဆံတယ်လဲလူတွေကိုသူဘလို့ကျေးဇူးပြုတယ်လဲအဲ့ဒါတွေကိုဖော်ပြရှင်လုကာကဒါကြောင့်သခင်ယေရှုရဲ့လူသားတံအပြည့်စုံဆုံးစာဆောင်ကိုကြည့်မယ်ဆိုရင်ရှင်လုကာခရစ်ဝင်ကျမ်းကကျန်တဲ့စာဆောင်တွေထက်ပိုပြီးအသေးစိတ်ဟုတ်ပြီနော်နောက်တစ်ခုကတော့ရှင်ယောဟန်အဲ့ဒီသခင်ယေရှုရဲ့ပုံသဏ္ဍာန်ကိုရှင်ယောဟန်ကဘာကိုပြနေတယ်လဲဆိုဖျားဇာတိကိုပြတယ်ဖျားဇာတိဖြစ်ကိုပြတယ်ဆိုတော့ဒါဟာကျွန်တော်တို့ဒါဟာခြုံငုံပြီးတော့မှเนาะနားလည်ရမယ်စာဆောင်နဲ့ပတ်သက်တဲ့အသားပေးချက်တွေပေါ့နော်အထူးအလေးပေးချက်တွေဒီတော့ကျွန်တော်တို့သခင်ယေရှုကိုသိနာလေခြင်းကိုသွားရမယ်ဆိုရင်နော်အဲ့ဒီပညာကိုကျွန်တော်တို့ရဲ့အသက်တာမှာသွားမယ်ဆိုရင်ကျွန်တော်တို့ကဒီခရစ်ဝင်ကျမ်း၄ကျမ်းလုံးမှာပါတဲ့ခရစ်တော်ရဲ့ပုံသဏ္ဍာန်၄မျိုးလုံးကိုကျွန်တော်တို့ဟာကျမ်းစာလမ်းကြောင်းအတိုင်းထိတွေ့ပြီးတော့မှရင်းရင်းနှီးနှီးဖြစ်အောင်ကျွန်တော်တို့ဒီအရင်လုပ်ရမယ်ကိုယ့်ရဲ့အသက်တာဟုတ်လားအဲ့တော့ကျွန်တော်တို့ခုဂျေစုပြုရရန်ဂျေစုတင်တယ်နော်မျက်လုံးလေးချက်လောက်မှိတ်ပေးမယ်ခေါင်းလေးနည်းနည်းလေးငုပ်လိုက်တယ်နည်းနည်းလေးခေါင်းလေးအထူးသဖြင့်အနောက်ကချစ်တော်ညီကိုမောင်နှမတို့အပိုရေးကြီးတယ်နော်မျက်လုံးလေးပိတ်ဖို့ပိုရေးကြီးပါတယ်နော်ကျေးဇူးအများကြီးတင်တယ်ခဏလေးပါနော်မျက်လုံးလေးမိတ်ပေးမယ်ခေါင်းလေးနည်းနည်းလေးငုပ်မယ်မျက်လုံးမိတ်ဆိုကျွန်တော်တို့တချို့ကကြည်နေနော်ပိုကြည်လာတယ်ကျွန်တော်ဘာမှမလုပ်ပါဘူးနော်ကျွန်တော်ဘာမှမလုပ်ဘူးနော်ဟုတ်ပြီကျွန်တော်မေကွန်းလေးတို့နားထောင်ပါနော်ဓမ္မသစ်ကျမ်းဟာ29ဆောင်ရှိပါတယ်ဓမ္မသစ်ကျမ်းစာဆောင်ကမဿဲကနေဗျာဒိတ်ထိ29ဆောင်ရှိပါတယ်အခုကျွန်တော်တို့အားလုံးမျက်လုံးမိတ်ထားပါတယ်နော်အဲ့တော့တယောက်နဲ့တယောက်မသိဘူးမတွေ့ပါဘူးနော်ဘာမှမသိပါဘူးအဲ့တော့ရှမဿဲခရစ်ဝင်ကျမ်း29ဆောင်ကိုမဿဲကနေဗျာဒိတ်ကျမ်းထိ10ခေါက်ဖတ်ထားပြီးတဲ့သူလက်ထောင်ပြီးအမှတ်ပြဘူးမှမမြင်ဘူး10ခေါက်ကျေးဇူးတင်တယ်ဟုတ်ပြီ9ခေါက်ပြီးတဲ့သူလက်ထောင်မှတ်ပြပါ9ခေါက်ဟုတ်ပြီကျေးဇူးတင်တယ်10ခေါက်ပြီးတဲ့သူမဿဲကနေဗျာဒိတ်ကျမ်းထိဓမ္မသစ်ကျမ်းကို10ခေါက်ပြီးတဲ့သူအစဆုံး10ခေါက်ပြီးတဲ့သူလက်မှတ်ပြပါဟုတ်ပြီဘယ်သူမှမတွေ့ပါဘူးနော်ဘယ်သူမှမတွေ့ပါဘူးဆိုတာဘယ်သူတွေထောင်နေဆိုအောင်မတွေ့ပါဘူးလို့ပြောတာနော်ဟုတ်ပြီ10ခေါက်ဟုတ်ပြီ9ခေါက်အစဆုံး9ခေါက်ဟုတ်ပြီကျေးဇူးတင်တယ်1 2 3 4 5 6 9 10ဟုတ်ရည်နေတာလိုက်ရည်နေတာလက်ထောင်တဲ့သူတွေကိုဟုတ်ပြီ9ခေါက်ဟုတ်ပြီဓမ္မသစ်ကျမ်းအစဆုံး9ခေါက်ဖတ်တဲ့သူဟုတ်ပြီကျေးဇူးများကြီးတင်တယ်4ခေါက်ဟုတ်ပြီကျေးဇူးတင်တယ်1 2 3ဟုတ်ပြီ3ခေါက်ဓမ္မသစ်အစဆုံး3ခေါက်ကျေးဇူးများကြီးတင်တယ်တွေ့တယ်နော်ဟုတ်ပြီ2ခေါက်1 2 3ဟုတ်ပြီ2ခေါက်1ခေါက်ပြီးတဲ့သူ1ခေါက်ဟုတ်ပြီအစဆုံး1ခေါက်ပြီးတဲ့သူဟုတ်ပြီကျေးဇူးများကြီးတင်ပါတယ်မျက်လုံးဖွင့်လို့ရပါပြီ
ဟုတ်ပြီနော် thank you ပါဒီတော့ကျွန်တော်တို့နော်တရက်ကိုရှမတ်တဲကနေစပြီးတော့မှနော်ရှမတ်တဲစပြီးတော့မှအခုကျွန်တော်ဗျာဒိတ်ကျမ်းထီတော့တလောက်မပြောတော့ဘူးနော်ဒီခရစ်ဝင်ကျမ်း၄ကျမ်းကိုကျွန်တော်တို့ဟာတရက်ကို3ခန်းလောက်ပဲဖြစ်ဖြစ်ပေါ့တရက်ကို3ခန်းလောက်ပဲဖြစ်ဖြစ်တရက်ကို2ခန်းလောက်ပဲဖြစ်ဖြစ်ကျွန်တော်တို့စပြီးတော့မှဖတ်မယ်ဆိုရင်နော်ဘာမှမကြောက်ဘူးတိတ်မကြောက်ဘူးဒီခရစ်ဝင်ကျမ်း၄ကျမ်းပြီးသွားလိမ့်မယ်ဟုတ်လားကျွန်တော်တင်ချကနန်းတော့မတွက်ပြတော့ဘူးဒါပေမဲ့အရင်ဦးဆုံးအခုပြောတာကမနေ့ကကျမ်းစာဖတ်တဲ့နီးကနေ့တိုင်းဖျားသခင်ရဲ့အတန်တော်ကိုနားထောင်တဲ့နီးကိုပြောတာမနေ့ကပြောတာနော်ပထမဦးဆုံးတစ်ခေါက်ဖတ်မယ်အဖြစ်ပြက်ကိုအကြောင်းအရာကိုဖတ်တာဖြစ်တယ်ဒုတိယတစ်ခေါက်ဖတ်မယ်အဲ့ဒီအဖြစ်ပြက်အကြောင်းအရာထဲမှာကိုယ်တိုင်ဝင်ပြီးနေရာဝင်ပြီးခံစားကြည့်မယ်ဒုတိယတစ်ခေါက်တတိယတစ်ခေါက်ဖတ်တာကတော့အဲ့ဒီအဖြစ်ပြက်ထဲမှာကိုယ်တိုင်ခံစားနေနေဘုရားသခင်ကိုယ်ဘာစကားပြောတယ်အဲ့ဒီ၃ချိန်ကပြောမယ်ဆိုရင်နေ့တိုင်းဘုရားသခင်ကိုယ့်ကိုနေ့စဉ်ပြောနေတဲ့ဘုရားစကားကိုနားထောင်တာအဲ့ဒီနားထောင်ခြင်းအပြင်အဲ့ဒီစကားတန်ကြားတဲ့ပုံမှာကိုယ့်ရဲ့အထဲကယုံကြည်ခြင်းရမှာပဲလေတိုးပွားပြီးတော့မှအသက်ရှင်တာဖြစ်တယ်နော်အခုပြောချင်တာကတော့အဲ့ဒီအပိုင်းမဟုတ်ဘူးနောက်ပုံစံတစ်မျိုးကအခုကအဲ့ဒီခရစ်ဝင်ကျမ်း၄ကျမ်းလုံးမှာပါတဲ့ဘုသူရဲ့ပုံသဏ္ဍာန်လဲသခင်ယေရှုရဲ့ပုံသဏ္ဍာန်ကိုကျွန်တော်တို့ကျမ်းစာနဲ့အရင်ဆုံးထိတွေ့ရမယ်နော်ကျမ်းစာတိုင်းအရင်ဆုံးစထိတွေ့မယ်နော်အဲ့တော့မဿဲကိုကြည်ရင်ဖတ်ရင်နဲ့သခင်ယေရှုကရှင်ဘုရင်တကာတို့ရဲ့ဘုရင်သခင်တကာတို့ရဲ့သခင်ဖြစ်ခြင်းကိုကျွန်တော်တို့ပို့ပြီးတော့မှထိတွေ့လာမယ်နော်ရှင်လုကာကိုကြည့်မယ်ဆိုရင်တော့လူသားရဲ့အသက်တာလူသားတစ်ယောက်ရဲ့လူစားတိခံလာတဲ့ဖခင်ကလောကမှာလူသားတစ်ယောက်နေတဲ့အစုံလင်ဆုံးပုံသဏ္ဍာန်ကိုကျွန်တော်တို့တွေ့လာရမယ်စတာရီကိုကျွန်တော်တို့ကကြမ်းကြိုးအတိုင်းပဲတည်တည်ချာချာကျွမ်းကျွမ်းကျင်ကျင်ဖြစ်လာဖို့ကျွန်တော်တို့စပြီးတော့မှဖတ်ရမယ်အဲ့တော့ကျမ်းစာကိုတယောက်ကဓာရီကကိုစားဖတ်ပေးလို့မရဘူးဗျအဲ့တော့နီလန်းတွေကအခုနီးပညာရှိလာတော့ဟုတ်ပြီတချို့မဖတ်ဒီဖတ်တာကိုအရန်အားစိုက်ရတဲ့ဓမ္မပါမလားမသိဘူးစာဖတ်တာအရန်အားစိုက်ရအခုကျွန်တော်တို့တုံးတဲ့ဖုန်းတွေကဒီဥစားလေဒီဖုန်းတွေနဲ့ကင်လာတော့လူတွေကဖုန်းကိုဖတ်တဲ့အခါမှာဖုန်းက Blu-ray ရှိတယ်နော်ဖုန်းကထွက်တဲ့ Blu-ray ရှိတယ်အဲ့ဒီ Blu-ray ကကျွန်တော်တို့ရဲ့မျက်လုံးကအဲ့ဒါကိုဆွဲတယ်ဒါကြောင့်လူတွေကတခုခုဖတ်တာကစာဖတ်တာကအစရုပ်ပုံတွေကအစသူကလူတွေကဖုန်းနဲ့ပဲတုံးပြီးဖတ်ချင်တယ်ဆိုတာအဲ့ဒီဖုန်းကထွက်တဲ့ Blu-ray ကကျွန်တော်တို့ဆွဲဆောင်ကျွန်တော်တို့ဆွဲလန်းစီအဲ့တော့ကြာလာတော့ကျွန်တော်တို့ကကျန်းစာအုပ်နဲ့မဖတ်ချင်တော့ဘူးကျန်းစာအုပ်ကြတော့ဘာ Blu-ray မှမထွက်ဘူးလေဟုတ်လားမီးမှောင်ရင်မှောင်တယ်လို့ဒီတိုင်းပဲဖြစ်မှာပေါ့နော်မီးလင်းတယ်လို့တော့သေချာမြင်ရမှာပေါ့အဲ့တော့ဒီမှာမထွက်တော့ဒီကျန်းစာအုပ်နဲ့လူတွေကစာအုပ်နဲ့ကြာမဖတ်နိုင်ဘူးအထူးသဖြင့်မြန်မာနိုင်ငံမှာရှိတဲ့သူတွေကနော်တခြားဖုန်းကင်တာနှစ်ပေါင်းများစွာစောစီးပြီးတော့မှရိုးဤသွားတဲ့နိုင်ငံတွေမှာရှိတဲ့ကလေးတွေကစာဖတ်တာမပြတ်ဘူးကျွန်တော်တို့နိုင်ငံမှာရှိတဲ့သူတွေကတစ်ချိန်လုံးဖုန်းကနော်ရလာတာနဲ့တပြိုင်နက်တည်းအဲ့ဒီဖုန်းနဲ့ပဲတစ်ခုခုကိုနော်ဖတ်ချင်တော့တာမျိုးအဲ့ဒါနည်းနည်းအန္တရာယ်များတယ်နော်ဒါကြောင့်ကျွန်တော်တို့ကဒီလိုစာဖတ်ဒီစာအုပ်နဲ့ဖတ်ဖို့အတွက်နည်းနည်းအရန်အားစိုက်ရတဲ့သူတွေရှိမလားမသိဘူးရှိတယ်ဆိုရင်ကျွန်တော်အကြံပေးမယ်အခုနီးပညာအရဆိုရင်ဒီရှမတ်တဲ့ခရစ်ဝင်ကျမ်းနဲ့ကျမ်းစာတအုပ်လုံးကိုဒီ audio file တွေရှိနေပြီလေဘာမှတရားဟောတာမဟုတ်ဖတ်ပြသွားတာလေစာအုပ်၌ဘုရားသခင်ရှိနော်အဲ့လိုမျိုးဖတ်ပြသွားတာအဲ့ဒါကိုညအိတ်မပျော်ခင်ဖွင့်မလားမနဲ့စော်ရီထဖွင့်ထားဘာလို့နေလဲကြားနေဘူးပေါ့ဟုတ်လားအဲ့တော့တရားဟောချက်မဟုတ်ဘူးနော်ကျမ်းစာပဲဖတ်ပြသွားမယ်အတိတ်ပဲကျမ်းစာကိုအတန်နဲ့နားထောင်ရတာပေါ့ဒါကြောင့်တချို့ကသူများစာကြက်တာတချို့ကမကြက်ဘူးနော်သူများစာကြက်နေတဲ့အချိန်တချို့ကမကြက်ဘူးအဲ့အမျိုးစားရှိတယ်သူကကြက်နေတဲ့ကြက်နေတဲ့သူနာဘေးနားမှာနားထောင်တာနားထောင်တဲ့သူကရသွားတာကြက်တဲ့သူမရသေးဘူးဘေးနားနားထောင်ပြီးရနေတာအဲ့တော့သူကအချားနဲ့တင်ယူနိုင်မှုအရန်အားကောင်းတဲ့သူတွေရှိတယ်အဲ့တော့သူကနားထောင်ရင်းနဲ့ဘယ်ထဲဝင်သွားလဲသူရဲ့မှတ်ဉာဏ်ထဲဝင်နေမှာသူနားထောင်ရင်းနဲ့လေအဲ့လိုလဲရတယ်လို့ပြောပြချင်တာပါနော်အထူးသဖြင့်တချို့တော့အသက်အရွယ်ရသွားတဲ့အခါမျက်လုံးတွေပါအားနေသွားပြီနော်မျက်လုံးတွေအားနေသွားတဲ့အသက်ကြီးသူတွေဆိုရင်ရန်ကောင်းတယ်အဆင်ပြေတယ်အဲ့ဒါဖွင့်ထားလိုက်ရင်
နော်တအိမ်လုံးလဲကြားတယ်နော်ကိုယ်အခန်းထဲမှာလဲကြားတယ်အဲ့တော့တောက်လျှောက်ကြားနေရတာပေါ့နော်အရင်နှုတ်နေတဲ့ကလေးတွေလည်းအဲ့လိုပဲအရင်နှုတ်နေသေးတဲ့ကလေးတွေလည်းဆိုတော့သူတို့ကစာကောင်းကောင်းဖတ်နိုင်တော့သူတို့နားထဲမှာသူကြားနဲ့တင်ယူတယ်အဲ့တော့ကြားနဲ့တင်တော့သူတို့ကိုအဲ့လိုမျိုးဓမ္မနော်ဒီကျမ်းစာကိုဖွင့်ထားပြီးသူတို့နားထဲမှာဝင်သွားတယ်သူတို့စောင့်ရင်စောင့်နေလိမ့်မယ်ဒါပေမဲ့သူတို့ကြားနေတဲ့အထဲမှာသူတို့ဝင်သွားရောနော်အဲ့တော့အခုကျွန်တော်အဲ့လိုလုပ်လဲရတယ်ဒါပေမဲ့အဲ့လိုမလုပ်ဘဲနဲ့တစ်နေ့ကိုဟလာ2ခန်းလား3ခန်းလားနဲ့အဲ့လိုမျိုးပြီးအောင်ဖတ်သွားမယ်ဆိုရင်ကျွန်တော်တို့သခင်ရှုရဲ့ပုံသဏ္ဍာန်တော်ကိုကျွန်တော်ဓမ္မကျမ်းစာထဲမှာရှိတယ်အဲ့ဒီ၄မျိုးစလုံးကျွန်တော်သေချာထိတွေ့လာလိမ့်မယ်နော်အဲ့ဒီသိနာလေချင်းကျွန်တော်အရင်သိဆောင်မယ်အဲ့ဒါအခြေခံနော်အခုတော်တော်များများယေရှုနဲ့ခရစ်တော်ခွဲတယ်ဆိုတာကအမှန်တကယ်တော့ဘာမှမဟုတ်ဘူးအဲ့ဒီယေရှုနဲ့ခရစ်တော်ခွဲတဲ့နောက်ပါသွားတဲ့သူတွေကလည်းအမှန်တကယ်တော့တနည်းအားဖြင့်ပြောမယ်ဆိုရင်ရိုးရိုးလေးစဉ်းစားရင်ပါစရာမရှိဘူးနော်ဘာလို့သူတို့အလွယ်တကူပါလဲဆိုတော့ဒီပုံသဏ္ဍာန်၄မျိုးသူတို့မသိတနည်းအားဖြင့်သခင်ယေရှုရဲ့ဒီပုံသဏ္ဍာန်၄မျိုးလုံးကခရစ်ဝင်ကျမ်း၄ကျမ်းလုံးမှာရှိနေတာကိုနားမလည်ထားတော့အရှိကနေနော်ပြောတဲ့အခါဟုတ်တယ်လို့တွေဖြစ်ပြီးတော့မှတရားဟောတဲ့သူကလည်းတော်ကီကောင်းတယ်လေနော်စိတ်ဝင်စားအောင်ဟိုပြောဝါပြီးတော့မှယေရှုကခရစ်တော်မဟုတ်ဘူးပေါ့နော်ခရစ်တော်ကယေရှုထဲမှာဝင်နေတာပေါ့နော်ယေရှုဆိုတဲ့လူသားထဲမှာဖျားဆိုတဲ့ခရစ်တော်ကဝင်ပုံးတာပေါ့နော်အဲ့တော့အဲ့ဒီခရစ်တော်ကဖျားပေါ့ယေရှုဆိုတာလူပေါ့ယေရှုဆိုတဲ့လူထဲကိုခရစ်တော်ဝင်ရောက်ကျိန်းဝတ်တာပေါ့အဲ့မှာယေရှုကိုယ်တိုင်ကနော်သူ့အထဲမှာရှိတဲ့ခရစ်တော်အားဖြင့်ဒီလိုတွေတုံတင်ချက်တွေကြားဘူးလားမသိဘူးကြားဘူးလားတကယ်တော့မကြားဘူးလားကောင်းတယ်နော်မကြားဘူးသေးရင်လည်းကောင်းတယ်အဲ့မကြားဘူးတဲ့လူတွေဘယ်တော့မှလည်းအဲ့ဒါကိုတနာမထောင်နဲ့ကောင်းတယ်နော်တကယ်တော့ဒီခရစ်ဝင်ကျမ်း၄ကျမ်းရဲ့နော်ဒီ Christology လို့ခေါ်တာပေါ့တော့ကျမ်းစာကြောင်းအတုံးလုံးနဲ့ဆိုရင်တော့ဒါကိုနားလေတဲ့သူကဘာမှကြောက်သွားစရာမရှိဘူးတကယ်တော့သခင်ယေရှုရဲ့လူသားတန်ကိုရမ်းပြောတာကဘယ်မှာလဲမလားဒါပေမဲ့အဲ့ဒီလူသားတန်ကိုယေရှုပဲလူသားတန်ကိုပဲရမ်းပြောပြီးတော့မှယေရှုကဘာမှမဟုတ်ဘူး nothing ပေါ့ I am nothing ပေါ့ယေရှုက nothing ဘာမှမဟုတ်ဘူးလို့တော့သူကိုယ်တိုင်ပြောခဲ့တယ်လို့ယေရှုပြောတဲ့ကျမ်းပိုက်တွေကိုဒီမှာထုတ်ပြောမယ်ဆိုပါစို့ဒါပေမဲ့ယောဟန်မှာသခင်ယေရှုကသူကိုယ်တိုင်ဖျားဖြစ်တယ်ဆိုရဲလောက်ရက်တည်နဲ့ပြတာလေလောက်ဆောင်ချက်တွေနဲ့ပြတာလေစကားနဲ့ပြောထားတာအများကြီးရှိတယ်သူဟာဖျားအဖြစ်တော်ဟာလားတရားစီရင်ပိုင်ခွင့်အပြစ်လွတ်ပေးပိုင်ခွင့်အပြစ်ကိုစီရင်ပိုင်နဲ့ဖျားဖြစ်တယ်လို့ဒီမှာပြောထားတာအများကြီးပဲဟုတ်လားအဲ့တော့တကယ်လို့ဒီခရစ်ဝင်ကျမ်း၄ကျမ်းလုံးကိုသခင်ယေရှုရဲ့အဖြစ်တော်ကိုသိနာလေပြီးထိတွေ့ထားတဲ့သူကယေရှုနဲ့ခရစ်တော်ခွဲတဲ့ဩဝါဒဟာအမှားပဲလူအတွေးခေါ်ပဲဒါဟာတမန်တရားမဟုတ်ဘူး sound doctrine မဟုတ်ဘူးစင်ကြယ်တဲ့ဩဝါဒမဟုတ်ဘူးဆိုတော့ချက်ချင်းသိတယ်အခုတော်တော်များများပါသွားတယ်ဆိုတာကပြဿနာကကိုယ်တိုင်ကအဲ့ဒီပုံသဏ္ဍာန်၄ခုလုံးကို၄မျိုးလုံးကိုကျွန်တော်တို့ကဖြစ်လေမသိကျွမ်းထားဘူးဖြစ်တယ်ရမလားရမနော်ဒါဆိုအခုအားလုံးကျွန်တော်တို့သဘောတူညီမှုတစ်ခုစရအောင်နော်သဘောတူညီမှု agreement တစ်ခုလုပ်ရအောင်2025မှာ2025မှာမတ်တဲကနေဗျာဒိတ်အထိမတ်တဲကနေဗျာဒိတ်အထိဓမ္မသစ်20ခုဆောင်ကိုမိတို့ပင်အလုံးများစေကားမူဟဲ့နော်မိတို့ပင်ပြေးလွှားနေရနော်ကားမူဒီ2025မှာဓမ္မသစ်ကျမ်းတော့အစဆုံးတစ်ခေါက်ပြီးအောင်ဖတ်မယ်ဆိုတဲ့သဘောတူညီမှုနဲ့လုပ်ရအောင်နဲလားတစ်ခေါက်ဆိုနဲလားဟမ်နဲတယ်နော်နဲတယ်နော်အခုပြောချင်တာကကျွန်မဒီအခောက်ကြီးဘလောက်ပြီးပါပြီဆိုတာကိုဝါကြွားကုန်ယူဖို့ပြောနေတာမဟုတ်ပါဘူးဒါပေမဲ့အဲ့လိုမှမပြီးပဲနဲ့ကောဘယ်လိုလုပ်တမန်ကျမ်းစာအခြေခံကိုကျွန်တော်တို့ကနှံ့ဆက်ကျွမ်းကျင်ပါလေနော်ပြောချင်တာလေအဲ့တော့ဘလောက်ပြီးဖို့ကြွားခိုင်းဖို့ဖတ်ခိုင်းတာမဟုတ်ပါဘူးမလားအဲ့တော့တခါလေအိမ်နေမှာလဲမှားတယ်ဗျာနော်ကလေးတွေကကျန်းစာဖတ်နေတာကိုလူကြီးတွေကလေဘာကျန်းစာဖတ်လဲဘာပြောင်းလဲတာမဟုတ်ဖတ်မနေနဲ့အဲ့လိုလာတဲ့အတန်လေးလည်းရှိရတယ်လားတချို့အိမ်နေမှာလေနေကျန်းစာဖတ်တာပဲရှိဘာမှမပြောင်းလဲဘူးအဲ့တော့ဖတ်မနေနဲ့ဘာမှမထူးဆိုဘာမှမထူးဆိုငကောမှစာအုပ်ပိတ်ချင်ညာအဲ့လိုပြောလိုက်တာတန်းပိတ်တာလေအဲ့ဒါလည်းအလွယ်ကြီးနော်တကယ်တော့ကျန်းစာဖတ်တယ်ဆိုတာကဟိုဘယ်လိုခေါ်မလဲလူကိုပြောင်းလဲစေတာပါဟုတ်ပါတယ်လူကိုပြောင်းလဲစေတာဒါပေမဲ့လူကိုပြောင်းလဲစေတဲ့နှုတ်ကပတ်တော်ကို
ဖတ်နေတာတင်နဲ့ပဲအဲ့ဒီလူကိုအဲ့ဒီသူဖတ်နေတဲ့ကျမ်းစာတွေကဘုရားစကားသူ့ပြောင်းလဲစေမယ်လို့လူကြီးတွေကယုံကြည်ပေးရမှာမဟုတ်ဘူးလားစိတ်ချမှာမဟုတ်လားအော် तू မပြောင်းလဲသေးဘူးဒါပေမဲ့ तू ဖတ်နေတဲ့ကျမ်းစာဘုရားစကားဖြစ်တဲ့အတွက်ကြောင့်သူ့ကိုပြောင်းလဲသွားစေလိမ့်မယ်လို့ယုံကြည်ပေးရမှာမဟုတ်ဘူးလားဒါပေမဲ့အခုကပြောင်းပြန်ဖြစ်နေတော့ဖတ်မနေနဲ့နေပြောင်းလဲတာလည်းမဟုတ်ဘူးအဲ့တော့ငကောမှလူငယ်တွေကလည်းအဲ့လိုမျိုးခိုက်ရွတ်တွေသမားတွေဆိုရင်မဖတ်တော့ဘူးဖြစ်သွားတာပေါ့ဒါဆိုရင်ဘာဆုံးရှုံးသွားလဲအဲ့ဒီကျမ်းစာဖတ်ခြင်းအသက်တာဘာဖြစ်သွားလဲပြိုကျသွားတာပေါ့အဲ့လိုပြောလိုက်တာရနော်တကယ်တော့အဲ့လိုမပြောသင့်ဘူးလေဟုတ်လားဒါကြောင့်အခုဆုံးဖြတ်ချက်တစ်ခုကတချို့တစ်ခေါက်နေတဲ့သူတွေဆိုရင်ဘယ်နှခေါက်လဲဓမ္မသစ္စာဆောင်29ဆောင်လုံးကိုဘယ်လောက်လဲနှစ်ခေါက်ပြီးအောင်ဖတ်မဲ့သူနည်းနည်းလေးတစ်ချက်အမှတ်ပြပေးကြည့်2025နှစ်ခေါက်ချမယ်ဟုတ်ပြီကျေးဇူးများတင်တယ်3ခေါက်နေလားကဲဟုတ်ပြီတစ်ခေါက်ကျေးဇူးများတင်တယ်ကျွန်တော်လည်းမှတ်လိုက်ပြီနော်ကျွန်တော်လည်းမှတ်လိုက်ပြီဒါဆိုဘာမဆိုလက်မထောင်တဲ့သူတွေကြတော့ဘာလုပ်ကြမှာညီကောင်မောင်နှမတို့ကဲဟုတ်ပြီကျွန်တော်တို့ပြန်သွားမယ်နော်အခုသခင်ယေရှုကိုသိကျွမ်းတဲ့ပညာမှာအရင်ဦးဆုံးအခြေခံကြဆုံးကအဲ့ဒီတမန်ကျမ်းစာထဲမှာရှိတဲ့ခရစ်တော်ရဲ့ပုံသဏ္ဍာန်ကိုစထိတွေ့ခြင်းပဲနော်စလုပ်မယ်နော်ဟုတ်ပြီကျမ်းစာတစ်ပိုက်ကြည့်အောင်ကိုလိုသဲဩဝါဒစာခန်းကြီး3ပိုင်းငယ်16ခရစ်တော်ဒီတော်ရဲ့တရားပညာတော်တွေဒီလိုတဲ့ကျွဲဝါစာဒီနေပြီဒီလိုဒီစာခြင်းမှာစတော်ဓမ္မရှင်မျိုးမျိုးအားဖြင့်ချင်းချင်းတို့ကိုသုံးမသူချင်းချင်းတတိဝေခြင်းကိုပြော၍လူရတော်စိတ်နှလုံးနဲ့တရားကင်းရှင်းတော်၌တင်းတဲ့ရောက်သက်စွာချင်းဆိုကြတော်ဟုတ်ပြီယေရှုတင်တယ်အဲ့ဒီမှာခရစ်တော်ဤနှုတ်ကပတ်တရားသည်ပညာအမျိုးမျိုးနှင့်သင်တို့အထဲ၌ကျွယ်ဝစွာတည်နေ၍အဲ့ဒါလေးတစ်ချက်သတိပြုပါနော်အဲ့ဒါပြီးတဲ့နောက်ဆက်တွဲမှာစာလံတခြင်းမှစသောဓမ္မတခြင်းအမျိုးမျိုးအားဖြင့်အချင်းချင်းတို့ကိုဆုံးမသွန်သင်ခြင်းတတိပေးခြင်းတို့ကိုပြုတာအဲ့ဆိုအဲ့ဒီကျမ်းပိုက်မှာအယူအဆုံးကျွန်တော်တို့အထဲမှာဘာနဲ့ကျွယ်ဝနေရမလဲနှုတ်ကပတ်တရားတော့ဘာအမျိုးမျိုးနဲ့ပညာအမျိုးမျိုးနဲ့သင်တို့အထဲမှာကျွယ်ဝစွာတည်နေဖို့ဖြစ်တယ်ဟုတ်လားဒါကြောင့်ကျမ်းစာဖတ်နိုင်တဲ့၍များများဖတ်ထားပါလူငယ်တို့အသက်ကြီးလာရင်မျက်လုံးထိတယ်နော်မျက်လုံးထိခိုက်လာမယ်မျက်လုံးအားနည်းလာမယ်နော်အဲ့တော့ငယ်တုန်းရွယ်တုန်းနော်အသက်ကြီးချင်းနေ့ရက်ကိုဖျားပေးရင်ကြော်ဖြတ်ရမှာပေါ့နော်တပိုင်းကတော့ဒါပေမဲ့ procedure ရဆိုရင်ကျွန်တော်တို့ငယ်တုန်းရွယ်တုန်းကျမ်းစာမျက်လုံးကောင်းလုံးကျမ်းစာဖတ်နိုင်တယ်ဖတ်ပါနော်တက်ကြီးတဲ့အခါမှာဒီလောက်ဖတ်နိုင်တော့တဲ့အခါအများကြီးဖတ်အားရှိထားတဲ့သူကအဲ့ကျမ်းစာထဲမှာရှိတဲ့အကြောင်းအရာကိုအသက်ကြီးတဲ့အခါမှာပြန်ပြီးစဉ်းစားလိုက်ခြင်းထဲကိုပို့ပြီးသူများထက်သွားလို့ရတာပေါ့ဟုတ်လားအဲ့တော့အခုကျွန်တော်တို့ကောင်းတဲ့မျက်လုံးတွေကိုဘယ်မှာသုံးလဲကျွန်တော်ရဲ့မျက်လုံးရဲ့သူငယ်အိမ်ကဘာကိုကြောက်လဲတိလားခန္ဓာကိုယ်မှာအသေးကဘာကိုကြောက်လဲဆိုတာရှိတယ်နှလုံးကဘာကိုကြောက်လဲဆိုတာရှိတယ်ကြောက်ကကဘာကိုကြောက်လဲဆိုတာရှိတယ်နော်ခန္ဓာကိုယ်ရဲ့ဘုရားဖန်ဆင်းထားတဲ့ခန္ဓာကိုယ်ကနော်လိုအပ်တာထက်ပ
ပိုလာမဲ့အရာကိုကြောက်တဲ့အပိုင်းတွေရှိတယ်နှလုံးကကြောက်တာအသေးကကြောက်တာအဆုတ်ကကြောက်တာရှိအဲ့တော့မျက်လုံးသူငယ်အရင်ဘာကိုကြောက်လဲဖုန်းကထွက်တဲ့ ray ကိုကြောက်တယ်နော်မျက်လုံးကကွန်ပျူတာကထွက်တဲ့နော်ဒီ screen ကနေထွက်လာတဲ့အရာတွေကိုအလင်းကိုကြောက်တယ်နော်ဘယ်သူကကြောက်လဲမျက်လုံးကကြောက်ဘယ်သူကမကြောက်လဲအေးအဲ့ဒါပဲဘယ်သူကမကြောက်လဲကျွန်တော်ကမကြောက်ဘာကြောက်လဲကျွန်တော်ကမျက်လုံးကကြောက်တယ်ဒါပေမဲ့အဲ့ကျွန်တော်ကမကြောက်တဲ့ခါကျတော့ဘာပဲဘယ်သုံးလဲအဲ့ဒီဖက်ပဲပို့သုံးတာများနော်ဒီလိုပြောတော့တခြားအလုပ်တွေနဲ့အသက်မွေးကြောင်းအလုပ်တွေလုပ်တဲ့အခါမျက်လုံးဟိုဦးစားပေးပြီးတော့မှသုံးပြီးတော့မှအလုပ်လုပ်ရလို့မျက်လုံးကပင်ပန်းသွားတာတွေလည်းရှိပါတယ်နော်ဒါကတော့အတိတ်ပဲရှိတဲ့နော်ကုံဆုံးမှုပေါ့ဒါပေမဲ့အဲ့လိုမဟုတ်ဘဲနဲ့ကျွန်တော်တို့ကိုဒုက္ခပေးမဲ့အရာတွေအတွက်အန္တရာယ်ရှိမဲ့အရာတွေအတွက်ကျွန်တော်တို့ကိုယ်တိုင်ကမကြောက်မလန့်မဲ့အဲ့ဒီအတွက်ကျွန်တော်မျက်လုံးကိုသုံးဖြုံးလိုက်လို့တော့မဖြစ်ဘူးလေနော်ဒီတော့မျက်လုံးပါဝါတွင်တိုးသွားပါစေဘာကြောင့်မဲတိုးမလဲအဲ့လိုပဲဖြစ်တဲ့တာပေါ့နော်ဘာလို့လဲဘာအားကြီးလို့နော်ကျန်းစာဖတ်လွန်အားကြီးလွန်းလို့ဟုတ်လားကျန်းစာအားဖတ်လွန်လို့မီးမကောင်းလဲမျက်လုံးပြူးပြီးနော်စူးစားပြီးဖတ်လွန်အားကြီးလို့မျက်လုံးတွေကစလင်ဒါစောင်းတယ်သူငယ်အိမ်ကမစောင်းသွားတယ်ဘာကြောင့်လဲအဲကျန်းစာဖတ်လွန်အားကြီးလွန်းလို့ဆိုအဲ့ဒါဖြစ်တဲ့တယ်လေနော်မဟုတ်လားအဲ့တော့ဂိမ်းစော့လွန်အားကြီးလွန်းလို့ဖုန်းသုံးလွန်အားကြီးလွန်းလို့မျက်လုံးတွေမှာတက်လာတာတွေ့နော်မျက်လုံးတွေကလေးမျက်လုံးတွေဘယ်လိုဖြစ်ကုန်တာလဲနော်အထက်ကအကျော်တွေလေမျက်ကျော်တွေကလုံးဝရောင်ကိုင်းပြီးတော့မှဘလို့မှမကြတော့ပဲနဲ့လေနော်တကယ်ကိုကြောက်စရာကောင်းတော့အောင်ပုံစံတွေဖြစ်ကုန်တာလေဒီမျက်လုံးကနော်အဲ့တော့အဲ့ဒီဖက်ကိုရောက်သွားတာပေါ့ကဲဒါဆိုကျွန်တော်အဲ့ဒီသဘောတူညီမှုကိုကျွန်တော်စပြီးအကောင့်ထည့်ပေါ်ရအောင်နော်ဘယ်တော့စမလဲအဲ့တော့နားမလဲတာရှိနိုင်လားနားမလဲတာရှိနိုင်တယ်နားမလဲလေနားလေဘာလို့မလဲဖတ်နေမယ်တစ်ခါအစအဆုံးတစ်ခေါက်နားမလဲဘူးနောက်အစအဆုံးတစ်ခေါက်ပြန်စမယ်နည်းနည်းလေးပိုနားလေတယ်လို့ရှိလာတယ်နောက်တစ်ခေါက်ဖတ်မယ်နောက်တစ်ခေါက်ဖတ်မယ်ခေါက်ဖတ်ရင်နဲ့တမချန်းစာထဲမှာကိုနားမလဲတာထိတ်ဆုံးဖတ်တုံးကနားမလဲတာတွေဟာ3ချိန်လောက်ဖတ်လိုက်နားလဲလာတာတွေပါလာတယ်4ချိန်လောက်ဖတ်နားထပ်နားလဲလာတာတွေပါလာတယ်ဟုတ်လားဒါကြောင့်ကျွန်တော်တို့ကနေ့တိုင်းအသက်ရှိလာပြီဖြစ်တဲ့အတွက်ကြောင့်ချမ်းစာကိုအစာဝိညာဉ်အစာတစ်ခုလို့ဖတ်တတ်ဖို့အရန်ကြီးကြီးပါတယ်ဟုတ်လားအသက်ရှိတဲ့ပုံခန္ဓာသည်သမင်းစားချိန်ရောက်လာရင်စားလာတယ်စိတ်မပါလဲစားတာပဲလေသမင်းစားဖို့စိတ်မပါဘူးမလားဒါပေမဲ့အစာအင်ကဘာဖြစ်တာပဲလေစားတာလေစိတ်နဲ့မဆိုင်ဘူးလေဒီမှာခန္ဓာအသက်ရှင်နေသေးတာဟုတ်ကိုခန္ဓာအသက်ရှိတော့သမင်းတော့စိတ်ဝင်စားဘူးဆိုပေမဲ့အစာအင်ကစားတာပဲအဲ့လိုပဲခရစ်တော်ကိုရတဲ့ဝိညာဉ်အသက်ရှိလာတဲ့သူကအဲ့ဒီဝိညာဉ်ကတရားစကားကိုစားတာပဲအဲ့သူအစာလေဝိညာဉ်ရဲ့အစာကနှုတ်ကပတ်တော်ဖြစ်တာဟုတ်အဲ့တော့စိတ်ပါဝိညာဉ်ကနှုတ်ကပတ်တော်ကသူ့အစာဖြစ်တဲ့ကြောင့်သူကစားတယ်လေဒါကြောင့်ကျမ်းစာကိုအစာစားလို့မျိုးဝိညာဉ်အစာစားလို့မျိုးဖတ်တဲ့အထိကျွန်တော်ရောက်အောင်သွားဖို့လိုတယ်အဲ့ဒီခါရောက်အဲ့လိုရောက်ပြီဆိုရင်ကျမ်းစာကိုမဖတ်ရရင်မနေနိုင်တော့ဘူးဖြစ်သွားတယ်ဟုတ်လားမဖတ်ရရင်မနေနိုင်တော့ဘူးဖြစ်သွားတယ်ကျမ်းစာကိုမစင်းစားရရင်မစင်ချင်ရရင်မနေနိုင်တော့အောင်ဖြစ်သွားပြီအဲ့ဒီအဆင့်ထိရောက်သွားပြီဆိုရင်အရန်ကိုကျွန်တော်တို့ဟာအရှိန်เนาะအရှိန်ရသွားပြီပေါ့เนาะဝိညာဉ်အစာကိုကျွန်တော်တို့စားသုံးတဲ့အာဟာရစားသုံးပြီးဝဲတာအရှိန်ရသွားပြီအဲ့ဒီထိရောက်အောင်လုပ်ရအောင်ဟုတ်ပြီเนาะကဲတစ်ချက်သွားဆက်သွားရအောင်เนาะအဲ့ဒီတိနာလေခြင်းကိုရောက်လာမယ်ဆိုရင်နောက်တစ်ဆင့်145ခုမြောက်သောစာလံအဲ့ဒီကျမ်းပိုက်လေးတစ်ပိုင်းတော့ကျွန်တော်ကြည့်အောင်နော်145ခုမြောက်သောစာလံအပိုင်ငယ်8ကနေ9အဲ့ဒီမှာအဆုံးတက်ကလေးတွေကိုသတိထားပြီးကြည်ပြန်ကြည့်ရအောင်ဂျေစုပြုတတ်သောသဘောတနာဆုံမဲ့တတ်သောသဘောဟ
ဟုတ်လားဂျေစုပြုတ်ချင်တော့သဘောဟုတ်လားအဲ့ဒီအရာလေးတွေသတိထားပါနော်အခုဒီစာလန်ဆရာကသူဖျားနဲ့ပတ်သက်ပြီးသူပြောတဲ့နော်အရာတွေကိုသတိထားကြည့်ဖျားရဲ့သဘောတော်ကိုသူပြောနေတာဖြစ်နေတယ်ဖျားရဲ့အကြောင်းကိုပြောတာမဟုတ်ဘူးဖျားနဲ့ပတ်သက်တဲ့အချက်လက်ကိုပြောတာမဟုတ်ဘူးဘလို့ဖျားလဲဆိုတော့ပြောနေတယ်ဟုတ်ပြီနော်ပြန်ပြောကြည့်ဘာကိုပြောနေလဲကျေးဇူးပြုချင်တော်သဘောဖန်ဆင်းတော်မူသမျှတို့ကိုတနာစုံမှတ်တဲ့နော်ဒါဆိုရင်အဲ့ဒီဖခင်ရဲ့သဘောတဘာဝကိုသူပြောနေတာနော်ဒါကြောင့်ကျွန်တော်တို့အခုနောက်တစ်ဆင့်ထိတွေ့ဖို့ကသခင်ယေရှုခရစ်တော်နဲ့ပတ်သက်ပြီးတော့မှကျွန်တော်တို့သူ့ကိုသိကျွမ်းခြင်းသက်တာเนาะသိနာလေခြင်းသက်တာကိုနောက်ဆင့်တက်ဖို့အတွက်ကျွန်တော်ကျမ်းစာဖတ်တိုင်းမှာသခင်ယေရှုဟာဘယ်လိုပုံကိုလဲဆိုတဲ့အထိကျွန်တော်တို့စူးစိုက်ပြီးဖတ်ရအောင်ဟောပါသခင်ယေရှုပြဿနာဖြေရှင်းတာတွေရှိတယ်လူတွေရဲ့မေးခွန်းတွေကိုသူတုံ့ပြန်တာရှိတယ်လူတွေစီကိုသူသွားတာရှိတယ်လူတွေကသူ့စီလာတာတွေလည်းရှိတယ်အဲ့တော့ဖတ်တဲ့အခါမှာကျမ်းစာကိုရှမသက်ကိုဖတ်နော်မက္ကုကိုဖတ်ဒီအခန်းကြီးတစ်ခန်းမှာဒီအကြောင်းအရာမှာသခင်ယေရှုဟာဘယ်လိုဖျားလဲနော်သူရဲ့ဖြစ်ခြင်းဖြစ်တည်မှုဘယ်လိုပေါ်ပြတယ်လဲအဲ့ဒါကိုနောက်တစ်ဆင့်တက်ပြီးတော့မှအာယုံစိုက်ပြီးဖတ်ကြည့်ဆုတောင်းပြီးတော့မှဖတ်ကြည့်အခုစာလန်ဆရာပြောနေတာကဖျားရဲ့အကြောင်းမဟုတ်ဘူးအချက်လက်တည်မဟုတ်တော့သူကိုယ်တိုင်ဖျားကိုသူဘယ်လိုသိလဲသူသိလိုက်တဲ့သူယဉ်နီးလာတဲ့ဖျားဟာဘယ်လိုဖျားဖြစ်တယ်လဲဆိုတော့သူပြောနေတာရမလားတော့ဒီနေ့ကျွန်တော်ရဲ့တက်တာထဲမှာနောက်တစ်ဆင့်ကကျမ်းစာကနေတစ်ဆင့်ဖျားသခင်ရဲ့သဘောထားဖျားသခင်ကဘယ်လိုဖျားလဲဆိုတော့ကျွန်တော်ရဲ့တက်တာထဲမှာထိတွေ့ပြီးတော့မှသိကျွမ်းခြင်းအသက်တာကိုနောက်တစ်ဆင့်တက်ဖို့လိုအဲ့လိုမျိုးရောက်သွားတဲ့အခါကျွန်တော်တို့အထဲမှာလည်းဘယ်သူသဘောရောက်လာလဲအဲ့လိုယဉ်နီးထိတွေ့လာရင်အဲ့လိုယဉ်နီးသိကျွမ်းလာရင်အဲ့ဒီခင်ယေရှုရဲ့သဘောထားတွေဟာလည်းကျွန်တော်တို့ထဲမှာပါပဲလေကူးဆက်လာမယ်ရောက်ရှိလာမယ်အဲ့ဒါအရေးကြီးတယ်တခါတည်းဖျားအကြောင်းကိုတရားဟောနိုင်တဲ့စုကျေးဇူးနဲ့ဟောရင်တရားဟောနိုင်တဲ့စုကျေးဇူးရှိတဲ့အတွက်ကြောင့်ဖျားအကြောင်းဟောတာကောင်းပါပဲ။ဘာလို့ဆိုတရားဟောတဲ့စုကျေးဇူးကသူ့မှာရှိတာဟုတ်။သူ့မှာရှိတဲ့ကြောင့်တရားဟောတဲ့စုကျေးဇူးနဲ့သူကဖျားသခင်နဲ့ဆိုင်တဲ့အရာတွေသူဟောတာကောင်းနေမှာပဲ။ဒါပေမဲ့ဖျားသဘောတော်ကိုသူကိုယ်တိုင်ထိတွေ့ခြင်းသိကျွမ်းခြင်းထဲကိုမရောက်ထားဘူးဆိုရင်သူကစုကျေးဇူးတက်နဲ့ဖျားအကြောင်းဟောတာပဲဖြစ်သွားလိမ့်မယ်ကိုယ့်ရဲ့အတ္တတာထဲမှာဖျားနဲ့ယဉ်နီးတဲ့ကျွမ်းဝင်တဲ့ဖျားဟာဘယ်လိုဖျားလဲဆိုတော့ထိတွေ့သိကျွမ်းခြင်းအတ္တတာကိုတွားလို့ရမှာမဟုတ်ဘူးအဲ့ဒါကိုအုံနောက်အတိနဲ့ဟောတယ်လို့လည်းပြောလို့ရတာပေါ့လိလာအားကောင်းရင်ကောင်းတယ်လို့ဟောလို့ရတာပေါ့နော်လိလာအားကောင်းရင် Greek ထိသွားလို့ရတယ် Hebrew ထိသွားလို့ရတယ်နော်အဲ့လိုပြောရင်အဲ့ပညာရှင်တွေကိုလေးစားရပါတယ်လိလာအားကောင်းရင်ကောင်းတယ်လို့သွားလို့ရတယ်နော်ကျမ်းစာရဲ့မူရင်းစာလိပ်တွေရှိအောင်မူရင်းစကားလုံးတွေရှိအောင်သွားလို့ရတယ်ဒါပေမဲ့ကျွန်တော်တို့ဒီ Hebrew လိုပဲလိလာ Greek လိုပဲလိလာအဲ့ဒီစာပေပညာရှင်တွေကိုစော်ကားနေတာမဟုတ်ဘူးဟုတ်လားအဲ့ဒီ Greek လိုစာပေ Hebrew လိုစာပေထဲအထိသွားတာလိလာကောင်းရင်ကောင်းတယ်လို့သွားလို့ရတယ်ဒါပေမဲ့အဲ့ဒီ Greek စာမှာပါတဲ့ Hebrew စာမှာပါတဲ့ဖခင်ရဲ့သဘောတဘာဝတော်ကိုကိုယ်တိုင်ထိတွေ့သိကျွမ်းဖို့ကပိုအရေးကြီးတယ်။ No အခုဒီနေ့ခေတ်လူငယ်တွေဆိုကျွန်တော်တို့ထက်အများကြီးတော်။ No တော်တယ်။အင်္ဂလိပ်စာလည်းဖတ်နိုင်တယ်။စာပေလည်းကျွန်တော်တို့ထက်အများကြီးတော့လေ့လာမှုအားကောင်းတယ်။အားကောင်းတော့အခုတချို့ဆိုရင်ဒီသခင်ရှုနဲ့ပတ်သက်တဲ့အကြောင်းအရာဆိုရင်ဥပမာယေရုရှလင်မြို့လားတော့တဝါကတိုင်းလားဖြစ်ပရိုဟိတ်လားမလားဘက်လင်လားဘာညာအကုန်လုံး Google မှာတွက်ရှာဖတ်လိုက်မလားအဲ့တော့ Google ထဲမှာရှာပြီး Google ခောက်လိုက်အချက်တွေအားလုံးတာလေမလားချစ်ချင်းမြတ်တာအကြောင်းလားတန်ရှင်းခြင်းအကြောင်းလားမလားတော့ဖာရိရှဲတွေအကြောင်းလားယစ်ပရိုဟိတ်တွေအကြောင်းလားဝင်ပြီးတော့မှစိတ်ဝင်စားလို့သာလ
လက်ထက်ဖုန်းတစ်လုံးနဲ့ပဲရှာပြီးတော့ဖတ်လိုက်အင်္ဂလိပ်စာဖတ်နိုင်အများကြီးဖတ်စရာအများကြီးထွက်လာလိမ့်မယ်အဲ့တော့လိလာအားကောင်းရင်ကောင်းသလိုလို့တင်ပြနိုင်တဲ့အချက်လက်တွေအများကြီးရလာလိမ့်မယ်ဒါကောင်းတယ်လေနော်ဒါကောင်းတယ်ဒါပေမဲ့အဲ့ဒါဘာပဲလဲအဲ့ဒါဘာလဲအကြောင်းအရာအချက်လက်တွေဘာဖြစ်တာလဲသိလားဟုတ်လားအဲ့တော့အဲ့ဒီအကြောင်းအရာအချက်လက်တွေသိတာကမှားတော့မမှားဘူးနော်ဒါပေမဲ့အဲ့ဒီလောက်နဲ့သွားလို့မရဘူးပြောချင်တာကိုယ်တိုင်ဖျားနဲ့ယဉ်ဤခြင်းအသက်တာဖျားနဲ့တိကျွမ်းတဲ့အသက်တာဖျားကဘလို့ဖျားလဲဆိုရင်အသက်တာမှာကိုယ်ဘဝထဲမှာကိုယ်တိုင်တိကျွမ်းခြင်းထက်တော့အထဲကိုရောက်အောင်ဆက်သွားဖို့အရေးကြီးတယ်အေးအဲ့ဒါပညာပဲအဲ့ပညာရေးကြီးတယ်ရမလားဒီထိရမနော်ခမင်းလုံးစီနေပြီလားစီသေးပါအောင်နော်နှုတ်ကပတ်တော်ပဲစီနေတာမလားဟုတ်ပြီကျွန်တော်ဟောရှေကြည့်အောင်ဟောရှေအနာဂတ်တိကျမ်းဟောရှေအနာဂတ်တိကျမ်းခန်းကြီး၄ဟောရှေခန်းကြီး၄ဖြစ်ပါတယ်အပိုင်ငယ်6လောက်ကိုကျွန်တော်တို့တစ်ချက်ကြည့်အောင်ဟုတ်ပြီဒီနေရာမှာကျွန်တော်တို့သတိပြုစရာရှိတယ်ငါလူတို့ဒီပညာနည်းသောကြောင့်ဆုံးရှုံးတယ်ဟုတ်လားအဲ့တော့ဆုံးရှုံးခြင်းရဲ့အရှိမပါရှိတယ်ပညာနည်းတာနော်ပညာနည်းတာအဲ့တော့ဘာဖြစ်လို့ပညာနည်းလဲပညာပေးတာဟုတ်တယ်ပညာနည်းတာကဖျားမပေးတာမဟုတ်ဖျားပညာနည်းအောင်လုပ်တာမဟုတ်ဘူးဒါဓမ္မဟောင်းကာလသူ့လူမျိုးတော့လေဖျားတက်မကြီးပညာနည်းအောင်မလုပ်ဘူးဟုတ်လားဒါကြောင့်သူတို့ဘာကြောင့်ပညာနည်းသွားတာလဲဆိုတော့သူတို့ကိုယ်တိုင်ကဖျားကိုသိတဲ့ပညာမှာဖြစ်လဲပယ်တာပညာကိုပယ်တာနော်ပယ်တာဒါကြောင့်ဒီကနေ့ကျွန်တော်တို့ကိုယ်တိုင်ကျွန်တော်နှလုံးသားကိုမေးပါနော်မေးပါနော်အခုတွားရမယ့်ပန်းတိုင်ကသခင်ယေရှုရဲ့ပုံသဏ္ဍာန်နော်ဟုတ်ပြီလားကျွန်တော်ရအောင်တွားရမယ့်ဝိညာဉ်ရေးပန်းတိုင်ကခရစ်တော်ရဲ့ပုံသဏ္ဍာန်တော်ထဲကိုကျွန်တော်ကြီးရင်တွားရမှာအဲ့ဒီခရစ်တော်ရဲ့ပုံသဏ္ဍာန်ထဲကိုကြီးရင်တွားရမယ့်သူကခရစ်တော်ကိုမတိကျွမ်းလို့ဘယ်လိုတွားမှာလဲဟုတ်တယ်မလားကျွန်တော်အခုမလေးရှားမှာကျွန်တော်ဒီမှာထဲတယောက်ယောက်ညီကိုမောင်နှမမပါပဲနဲ့ကျွန်တော်ဘယ်နေရာမှမသွားရဲဘူးကျွန်တော်ကိုကြောက်တယ်ပဲပြောပါပဲပြောမသွားရဲဘူးကျွန်တော်မသိဘူးဘယ်နာရောက်နေလဲကျွန်တော်မသိဘူးလေဘယ်နာလူမပါကျွန်တော်တေချာခေါ်သွားမဲ့သူနဲ့မပါပဲနဲ့ကျွန်တော်မသွားရဲဘူးဟုတ်လားဟိုကျွန်တော်အခုပြောမယ်ဆိုရင် GPS နဲ့ကြည့်တာကျွန်တော်ဘယ်နာရောက်နေလဲဆိုတာကျွန်တော်မသိဘူးပြောချင်တာကဒါဆိုရင်ကျွန်တော်ကိုရောက်အောင်ခေါ်သွားမဲ့နေရာတနေရာကျွန်တော်သွားမဲ့သူကိုကျွန်တော်ခေါ်သွားနိုင်တဲ့သူနဲ့ကျွန်တော်မဖြစ်နေရမှာ touch ဖြစ်နေရမှာပေါ့ဟုတ်တယ်မလားအခုကျွန်တော်သွားရမယ့်ခရစ်တော်ရဲ့ပုံသဏ္ဍာန်ကိုကျွန်တော်ရောက်ရမယ့်ပန်းတိုင်ကိုခရစ်တော်နဲ့တိကျွမ်းရင်းဤသေးမသွားဘဲနဲ့ကျွန်တော်အဲ့ကိုဆက်သွားလို့မရဘူးဒါပေမဲ့အခုကျွန်တော်မေးရမှာကအဲ့ဒီခရစ်တော်နဲ့ယဉ်ဤခြင်းစိတ်ငါမှာဘယ်လောက်ရှိလဲအဲ့ဒီယဉ်ဤကျွမ်းဝင်ခြင်းစိတ်ဘယ်လောက်ရှိလဲကိုရောကိုသိကျင်တယ်ဆိုပြီးတခြင်းတလီကုန်ထိုင်ဆိုလို့မရဘူးလေကိုရောကိုသိကျင်တယ်လောကဘာကျွန်တော်လဲသိမဆိုတော့နော်ကိုရောကိုတနေ့ထက်တနေ့ပို၍သိကျင်တယ်ဆိုပြီးတစ်ချိန်လုံးအဲ့တခြင်းဆိုနေလို့ကိုရောကိုပုံမသိဘူးမလားအဲ့တော့အတူချုပ်အကျဉ်အစကနဦးခြေလန်းကကိုရောကိုသိကျင်တယ်ဆိုရင်အရင်ဦးဆုံးစမ်းစာထဲမှာရှိတဲ့ကိုရောရဲ့အဖြစ်တော်စပြီးကြည့်တွေ့လေနော်စပြီးတော့မှကြည့်ပေါ့နော်စမ်းစာထဲမှာပေါ်ပြထားတဲ့ကိုရောအဲ့တော့ကိုယ်တိုင်မလုပ်ရတော့မှာလေတမစမ်းစာကိုထိတွေ့ရအောင်စမ်းစာလေ့လာရတော့မယ်စမ်းစာကိုရှောက်ပြီးဖတ်ရှုလေ့ကျက်ရတော့မယ်အချိန်ပေးပြီးတော့ကျွန်တော်တို့ကစမ်းစာထဲမှာကျွန်တော်တို့ကိုယ်တိုင်ကနှစ်မြုပ်ရတော့မယ်အဲ့မှာစပြီးတော့မှကိုရောကိုကျွန်တော်တို့ဗာဖြစ်လေစတယ်အဲ့တော့သခင်ယေရှုကိုမသိချင်တယ်မသိ
ချင်ဘူးဆိုတာကဒီကျမ်းပိုက်နဲ့ဆိုဘာကိုပယ်တာပဲလေအေးအဲ့ဒါဖြစ်သွားတာဣသီလလူမျိုးအဲ့ဒါဖြစ်တာပညာပယ်လိုက်အဲ့တော့သူတို့ကိုဖျားကမပယ်ပါဘူးဒါပေမဲ့သူတို့ကိုယ်တိုင်ကဖျားကိုတိကျွမ်းခြင်းနဲ့ဆိုင်တဲ့ပညာကိုညင်းပယ်တာအဲ့မှာဆုံးရှုံးခြင်းလိုက်လာနော်ဘယ်တိလဲငါရစ်ပရောဟိတ်အဖြစ်တို့မရောက်စေခြင်းကတင့်ကိုငါပယ်မယ်တင်ဤဘုရားသခင်တရားကိုတင်မေ့လျော့သောကြောင့်တင်ဤသားသမီးတို့ကိုငါမေ့လျော့မယ်မျိုးဆက်ထိသွားတာနော်မျိုးဆက်ထိပြတ်သွားတာဘုရားနဲ့ဆိုင်တဲ့အားကြီးတဲ့မျိုးဆက်တွေကကုန်ပြီးတော့မှနောက်မျိုးဆက်တွေကဘုရားနဲ့ဆိုင်တဲ့အားကြီးတဲ့မျိုးဆက်တွေမရှိတော့အဲ့လောက်ထိပြတ်သွားတာဟုတ်လားဒါကြောင့်ဒီနေ့ကျွန်တော်ရဲ့သက်တာထဲမှာကိုယ်တိုင်ပညာမနှဲဖို့စပြင်ဆင်အောင်ကျွန်တော်ကနေစလို့ပါနော်ကျွန်တော်ဘိုးဘေးတွေကဘုရားကိုမသိခဲ့ဘူးဗျဒါကြောင့်ကျွန်တော်ဘိုးဘေးပြီးကျွန်တော်အပေါ်မော့ကြည့်ဟိုဘယ်လိုခေါ်မလဲဘုရားကိုသိတဲ့ပညာရှင်တွေတယောက်မှမရှိကျွန်တော်ကစပြီးအိမ်မှာပထမဦးဆုံးစပြောင်းလဲတဲ့သူဖြစ်တယ်ပြီးတော့မှအချိန်တစ်ခုရောက်လာတော့ကျွန်တော်အမေပြောင်းလဲတယ်ကျွန်တော်အမပြောင်းလဲတယ်ကျွန်တော်ဆွေမျိုးတွေထဲကတချို့ပြောင်းလဲတယ်ဖြစ်ချင်တော့ကျွန်တော်ကဟိုမိသားစုဆွေမျိုးထဲမှာအဦးသီးခရိယန်ဖြစ်တယ်ဒါကြောင့်အပေါ်မော့ကြည့်ဘုရားကိုသိတဲ့ပညာရှင်တွေမရှိဘူးဘုရားကိုညှင်းပယ်ခဲ့တဲ့သူတွေကြီးပဲအဲ့တော့ဘုရားကိုသိကျွမ်းခြင်းပညာကိုကနေပဲစရတော့တာကိုမှပဲစရတာခရစ်တော်ကိုရတဲ့အခါကျတော့ဟုတ်လားဒါပေမဲ့အခုဒီကနေစပြီးကိုယ်တိုင်ခရစ်တော်ကိုသိကျွမ်းခြင်းပညာကိုကိုယ့်ရဲ့အသက်တာထဲမှာယူတင်ဝတ်ဆောင်ပြီးတိုးပွားအောင်လုပ်သွားမယ်ဆိုရင်တော့ကိုယ်ကနေနောက်တစ်ဆင့်ထပ်သွားမယ်မျိုးဆက်တွေကိုတော့ကျွန်တော်တို့ဟာဘုရားကိုသိကျွမ်းခြင်းနဲ့ဆိုင်တဲ့ပညာနဲ့ဆိုင်တဲ့ကောင်းချီးမင်္ဂလာတွေဆက်ပြီးစီးဆင်းသွားမှာပေါ့ဟုတ်လားဒါပေမဲ့ကျွန်တော်တို့ကိုယ်တိုင်ကဘုရားကိုသိကျွမ်းခြင်းပညာကိုကျွန်တော်တို့ကိုယ်တိုင်လိုချင်းမရှိဘူးမဲ့မောမရှိဘူးဆာလောင်မရှိဘူးဦးစားမပေးခြင်းဘူးဟုတ်လားတခါတည်းစဉ်းစားကြည့်တချို့ပညာရက်တွေတက်မြောက်ဖို့အတွက်ကျွန်တော်တို့အဖိုးခပေးရလားပေးရတယ်နော်ကျွန်တော်စိတ်ဝင်စားတဲ့ပညာကိုကျွန်တော်တို့သင်ယူတဲ့အခါမှာလေ့ကျက်တဲ့အခါမှာဘလို့အဖိုးခပေးရကျင့်တတ်လားကျင့်တတ်တယ်မလားတချို့အတတ်ပညာတွေကျွန်တော်တို့သွားပြီးသင်ယူတဲ့အခါမှာကျွန်တော်ခုပြောချင်တာငွေကြေးတစ်ခုတည်းကိုပြောတာမဟုတ်ဘူးနော်ကျွန်တော်ပင်ပန်းမာတွေအားဆိုင်ရတာတွေမလားအချိန်ပေးရတာတွေမှာကျွန်တော်ကျင့်တတ်တယ်လေဘာလို့ကျင့်တတ်ဆိုရင်အဲ့ဒီပညာရက်ကိုကိုယ်တိုင်စိတ်ဝင်စားပြီးလိုချင်တာဟုတ်ကိုလိုချင်တော့ကိုအပင်ပန်းခံပြီးလုပ်တော့တာပေါ့အဲ့တော့ရလာတော့လေတိုးတက်မှုတွေရလာတော့လေကျင့်တတ်တာပေါ့ဟုတ်လားဒါဆိုသူနည်း၎င်းပဲဖျားကိုတိကျွမ်းရင်းနှီးတဲ့ပညာကိုကျွန်တော်တို့ကိုယ်တိုင်ကလိုချင်းဖြစ်တယ်ဆိုမှပဲအဲ့ဒီခရစ်တော်ကိုတိကျွမ်းရဖို့အတွက်ကျွန်တော်အဖို့ခပေးမှာပေါ့ဟုတ်လားဒါဆိုလူတယောက်ကြောင်းကြည့်အောင်နော်ဒီပညာနဲ့ပတ်သက်ပြီးဆိုရင်ဘလောက်တန်ဖိုးထားပြီးဘလောက်ပြတ်သားတဲ့လူတယောက်လဲဆိုတော့ကျွန်တော်ကြည့်အောင်နော်ဓမ္မသစ်ကျမ်းကိုသွားရအောင်ဖိလိပ္ပိဩဝါစာခန်းကြီး3ပိုင်းငယ်9ကနေ10ဖိလိပ္ပိ3 9ကနေ10ဖြည်းဖြည်းချင်းလန်လို့ရပါတယ်မတွေ့ရင်တော့ကူညီကြပါအောင်နော်ဟုတ်ပြီတချို့တွေ့လားဟုတ်ပြီနော်ဘသူကိုသိတော့ပညာလဲသခင်ယေရှုခရစ်တော်ဘုရားကိုသိတဲ့ပညာကဘယ်လောက်တောင်မြတ်တလဲဆိုတော့ကိုသူသဘောပေါက်သွားတဲ့အခါပေါ်ပြီးနားလည်လာတဲ့အခါမှာတဲ့ဟုတ်လားခရစ်တော်ကိုသိတော့ပညာဘယ်လောက်မြတ်တလဲဆိုတော့နားလည်လာတဲ့အခါမှာကျန်တဲ့အရာအားလုံးကအကယ်၍တဲ့ခရစ်တော်ကိုသိတော့ပညာအတွက်စီးတားမှုဖြစ်လာမဲ့မှန်သမျှအနှောက်အယှက်ဖြစ်လာနိုင်တဲ့မှန်သမျှအဟန့်တားဖြစ်လာမနိုင်တဲ့မှန်သမျှအားလုံးကိုငါ့ကိုရှုံးစေတဲ့အရာလုံးကတတ်မှတ်တယ်အဲ့နေ့တိုင်းသူကအဲ့ဒါကိုနှလုံးသားအဲ့သဘောထားနဲ့သွားတာနော်နေ့တိုင်းနော်ခရစ်တော်ကိုတိကျွမ်းရင်းနှီးမှုအတွက်အစီတားဖြစ်စေမဲ့ကိစ္စမှန်သမျှအားလုံးအဲ့ဒါငါ့ကိုရှုံးစေတဲ့အရာတွေပဲလို့သူမှတ်တယ်အဲ့ဒီတိုင်းမဲ့သူတကယ်အရှုံးခံတယ်ခရစ်တော်နဲ့ပတ်သက်လာရင်သူ့ဘဝမှာကျန်တာမှန်သမျှအားလုံးသူအရှုံးခံတယ်လေဥ
ဥပမာသူ့ဘဝကခရစ်တော်နဲ့တွေ့လိုက်တဲ့အခါမှာမှနေ့သုံးစကားနဲ့ပြောရင်ဘဝပြတ်တာအစသူ့ဘဝတည်တည်ငြိမ်ငြိမ်ပါရိရှဲတယောက်ဘဝဘာသာရေးအကြီးကဲတယောက်ဟာလားအေးစစ်စစ်ယေရုရှလင်မြို့မှာသူ့ဂုံနဲ့သူ့ဒရက်နဲ့မိသားစုကလည်းချမ်းသာကြွယ်ဝတဲ့မျိုးယူပညာတတ်တလားဟေဘရဲလူစစ်ယောမအုပ်ချုပ်နေတဲ့ယောမတနိုင်ငံလုံးကြိုက်တဲ့နေရာကိုသွားလို့ရတဲ့ယောမမှတ်ပုံတင်တိုင်ထားတာသူခေတ်သူ့အခါမှာသူ့ရဲ့ဖြစ်ချင်းတွေကိုပြမယ်ဆိုရင်ဖြစ်ချင်းတွေကလူတစ်ထောင်မှာတယောက်မရှိအဲ့ဒါတွေအားလုံးကိုခရစ်တော်နဲ့တွေ့တဲ့နောက်ပိုင်းမှာသူအဲ့ဒါတွေအားလုံးမဖြစ်ခဲ့လေထားခဲ့ပလိုက်တာအဆုံးခံပလိုက်တယ်သူကဒါပေမဲ့အဲ့ဒီတကွေ့တချိုးပဲမဟုတ်ဘူးနေ့စဉ်အသက်တာထဲမှာလည်းခရစ်တော်ကိုသိကျွမ်းခြင်းတဲ့စိတ်ကဘလောက်ပေါက်တယ်လဲဆိုရင်တဲ့ကျွန်တော်နည်းနည်းလေးဖြည့်ပြောခြင်းတယ်ဖတ်တော့မဖတ်ခိုင်းတာကိုကျမ်းပိုက်ကအဲ့ဒီအောက်မှာရှိတယ်နော်မဖတ်တော့ဘဲနဲ့နည်းနည်းလေးဖြည့်ပြောမယ်17မှာနော်17မှာထိုသခင်ကြောင့်ခတ်သိမ်းသောအရာတို့ကိုအရှုံးခံရပြီဘယ်သူကြောင့်ဟုတ်တယ်အဲ့ဒီခရစ်တော်ကြောင့်သူ့ရဲ့ဘဝမှာသူခတ်သိမ်းသောအရာကိုသူအရှုံးခံခဲ့ပြီအဲ့တော့ကိုသူကြွားနေတာမဟုတ်ဘူးနော်သူ့ရဲ့အဖြစ်မှန်ကိုသူပြောပြတာဘလောက်ထိသူထပ်ပြီးတိကျွမ်းကျင်သေးလဲဆိုရင်တဲ့ခရစ်တော်ကိုသူတိကျွမ်းကျင်တာဘလောက်ထိတိကျွမ်းကျင်တဲ့ဆန္ဒရှိလဲဆိုအကယ်၍တဲ့သူသခင်ယေရှုလိုမျိုး3ရက်မြောက်တဲ့နေ့မှာထမြောက်ခွင့်ရမယ်ဆိုရင်တဲ့သခင်ယေရှုလိုမျိုးသူကားတိုင်းမှာသိကျင်နေတဲ့ဘောလို့ဘာလို့လဲဆိုခရစ်တော်ရဲ့ဒုက္ခဝေဒနာကိုထဲထဲဝင်ဝင်သိကျွမ်းကျင်တဲ့စိတ်ကြောင့်တဲ့သူကားတိုင်းတက်ကြည့်ကျင်နေတဲ့ခရစ်တော်လိုပဲတကယ်လို့သူ့ကိုထမြောက်ခြင်းခွင့်ပေးမယ်ဆိုသူအဲ့ဒါကိုဖြတ်တန်းကျင်နေတယ်အဲ့လောက်ထိသူသခင်ယေရှုကိုနိနိကကထိတွေ့ကြည့်ကျင်တာတဲ့အဲ့ဒီအတွက်ကြောင့်ကျွန်တော်အားလုံးသူအရှုံးခံမယ်တဲ့တကယ်အရှုံးလည်းခံခဲ့ပြီးပြီတဲ့သူအဲ့ဒါကိုဖိလိပ္ပိ3မှာပြောနေတာဒါဆိုရင်သူ့ရဲ့နှလုံးသားဆန္ဒကဖျားကိုသိကျင်တဲ့ဖျားရဲ့နော်အဖြစ်တော်ကိုယဉ်နီးတဲ့ယဉ်နီးကျင်တဲ့တောင်းတမှုနဲ့ကျွန်တော်တို့နဲ့ကကွာတာဟုတ်မလားဟုတ်လားဘလောက်တောင်ကွာလဲအရန်အဲ့တော့တစ်ချက်ကြည့်အောင်နည်းနည်းလေးကြံတဲ့အပိုင်းလေးကြည့်အောင်ခန်းကြီး3 sorry ခန်းကြီး3ဟုတ်တယ်အဲ့ဒီ17ရဲ့အဆုံးသားလေးမှာအဲ့မှာကျွန်တော်တို့ယုံကြည်ခြင်းအတွက်ကြောင့်ဆိုတာတွေ့လားမသိဘူးယုံကြည်ခြင်းအတွက်ကြောင့်ဘုရားသခင်ပေးတော်မူသောဖြောင့်မတ်ခြင်းကိုကိုးစားသဖြင့်ခရစ်တော်ကိုအမျက်ရ၍ထိုသခင်၌တည်ပါမည်အကြောင်းခတ်သိမ်းသောအရာတို့ကိုမစင်ကဲ့သို့ငါထင်မှတ်၏လိုက်ဆိုရအောင်ခရစ်တော်ကိုအမျက်ရ၍ထိုသခင်၌တည်ပါမည်အကြောင်းအဲ့ဒါကနေ့စဉ်အသက်တာထဲအထိသူပြောတာကဲတင်ခြင်းလောက်ကိုပြောတာမဟုတ်ဘူးဖခင်သခင်ပေးတဲ့ကျေးဇူးတော်အားဖြင့်ရတဲ့ဖြောင့်မတ်ခြင်းကိုခရစ်တော်အားဖြင့်ရတယ်အဲ့လောက်ကိုပြောတာမဟုတ်ဘူးခရစ်တော်ကိုအမျက်ရ၍ထိုသခင်၌တည်ပါမည်အကြောင်းဆိုတာအဲ့ဒါနေ့စဉ်အသက်တာရဲ့ခရစ်တော်နဲ့ယဉ်ကျေးနေတဲ့တိကျွမ်းတာကိုပြောတာအဲ့တော့သခင်ရှုနဲ့ယဉ်နေတဲ့ထဲထဲဝင်ဝင်အသက်တာကိုသူတွားဖို့အတွက်ခတ်သိမ်းသောရောက်သူလို့မှတ်တယ်မစင်နဲ့နော်နည်းနည်းတော့ပြင်းထန်တယ်နော်ဘယ်သူကလဲရှင်ပေါလုကပြင်းထန်တယ်နော်တနည်းအားဖြင့်သခင်ယေရှုနဲ့တည်ဖို့အတွက်သူ့ကိုအစီတာဖြစ်စေတဲ့ຢာမှများအားလုံးသူချီးတယ်ချီးလို့ပြောတာသူကအဲ့တော့ရှင်ပေါလုချီးလို့ပြောခဲ့တဲ့အရာတွေကိုတချို့တရားဟောဆရာတွေကယတနာဖြစ်တယ်ဘလောက်ကြံခဲ့လဲကြည့်ဘလောက်ကြံခဲ့တယ် theology อ่ะတွေ့လားဒီလောကရဲ့ကောင်းစားတာတွေပြောမယ်ဆိုရင်အဲ့ဒီဒုက္ခဒုက္ခမှာပေါ်လူလောက်ကောင်းစားအောင်မလားဒီလောကရဲ့အောင်မြင်ခြင်းတွေကြွယ်ဝခြင်းတွေကိုဖျားချီးမြှောက်ပါတယ်လို့တစ်ဖက်သက်စွန်ကြီးအတိတ်ပဲဖွင့်မယ်ဆိုရင်ရှောလူလောက်ချီးမြှောက်ခံရတာရှိအောင်မလားဒုက္ခဒုက္ခဟုတ်လားမျိုးရိုးကြည့်ပညာကြည့်ဘာသာစကားက Greek စကားကို3မျိုးတတ်တယ် Greek level 3မျိုးလုံးတတ်တယ်ဓမ္မသစ္စာဆောင်အများဆုံးရေးခဲ့တာသူပဲဖြစ်တယ်ဟုတ်လားသာသနာပြုခီးစဉ်တွေမှာတပါးမျိုးသားအသင်းတော်တွေပေါင်းအများကြီးပေါ်ထွက်စေခဲ့တာသူပဲဖြစ်တယ်ဘလောက်သူ့ကိုချီးမြှောက်လိုက်တယ်လဲကြည့်ပါဦးဒါပေမဲ့ခြံတဲ့အရာအားလုံးကိုခရစ်တော်မှလွဲ၍ခရစ်တော်ကိုသိကျွမ်းဖို့အတွက်အစီတာဖြစ်စေတဲ့အရာမှန်သမျှအားလုံးသူကမစင်လို့သူတတ်မှတ်ထားတာဟုတ်လား
ဒါကြောင့်ကျွန်တော်တို့လည်းစဉ်းစားကြည့်အောင်เนาะကျွန်တော်တို့တအားမက်မောနေတဲ့အရာတွေအားလုံးကရှင်ဘောလူတတ်မှတ်ထားခဲ့တဲ့အရာတွေများဖြစ်နေမလားမသိဘူးဆိုတော့သမင်းအစာခံပြီးကျန်းစာရင်ဖတ်လာမေးရတော့အေးအပြက်ခံပြီးကျန်းစာဖတ်လာကျွန်တော်အိမ်ထောင်မပြုတ်ခင်တုန်းကအေးအပြက်ခံပြီးလောက်တာရှိတယ်အဲ့ဒီညဆိုရင်ကော်ဖီ2ထုပ်ဖောက်တော့ကော်ဖီ2ထုပ်ဖြောတောက်အေးအပြက်ခံပြီးလောက်တာဘာလို့လဲဆိုတော့အာဆင်နယ်ပွဲကတနာရီ15မှာတနာရီ15ပွဲလေအဲ့ပြောသွားမှရမ်းကြောက်အဲ့တော့ကော်ဖီ2ထုပ်ဖောက်တော့နော်အဲ့မှာခံစားအာဆင်နယ်ပွဲဟုတ်လားဒါပေမဲ့ကျင်တ်နေတာလေဟောကျင်တ်နေတာဟောသူများခြေတော့ကဘောလုံးထိပြီးတော့မှတပတ်အတွင်းပေါင်တန်းတဲ့ကြီးရအဲ့တော့ခံစားပြီးကိုလည်းရတာနော်ကိုလည်းရတာမဟုတ်နော်မနဲ့ကြံပွားပြီလေအော်ပွားဘလူတော့ဆင်လိုက်တာဘာညာဘောနော်ပွားပြီးတပြားမှလည်းမရအဲ့ကြီးလည်းပြက်တယ်ဟုတ်လားဒါပေမဲ့ကျင်တ်နေတာလေဘာလို့ကျင်တ်နေလဲဆိုတော့အဲ့ဒါကကို့အတွက်အမတ်တမော်ကြီးဖြစ်တာဟုတ်လားဒါပေမဲ့ဒီကနေ့အဲ့လိုအေးရေးပြက်ခံပြီးခရစ်တော်ကိုတိကျွမ်းခြင်းပညာအတွက်အေးရေးအပြက်ခံပြီးကျမ်းစာဖတ်မလားခမင်းအစာခံပြီးကျမ်းစာဖတ်မလားဇက်ကြောအတက်ခံပြီးကျမ်းစာဖတ်မလားမလားအလုံးအပြက်ခံပြီးတော့မှဘုရားကျောင်းရောက်အောင်သွားမလားဟုတ်လားလစာအရှော့ခံပြီးတော့မှဘုရားကျောင်းရောက်အောင်သွားမလားနေ့စာတရက်စာအရှုံးခံပြီးဘုရားကျောင်းလာတက်မလားကြည့်နော်အဲ့ဒါတွေဟာပညာကိုဘလောက်မက်မောတယ်လဲဖျောင်းသိခြင်းပညာကိုဘလောက်ဆောင်ငတ်တယ်လဲဆိုတာအဲ့ဒါတွေမှာအဖြေထွက်လာမယ်တွေ့လားတချို့ကျွန်တော်လူကျင်တဲ့အရာအတွက်ကျွန်တော်မက်မောချင်တဲ့ဟိုကပေးတယ်ဆိုရင်ဒီပညာဟာအမျက်ဆုံးဖြစ်တာဟုတ်ခရစ်တော်ကိုသိကျွမ်းခြင်းပညာဘလောက်မြတ်တယ်လဲဆိုတော့ပြောနေပြီရမလားဟုတ်ပြီနော်ဒါဆိုရင်ဒီကနေ့ကျွန်တော်တို့အဲ့ဒီသိနာလေခြင်းကနောက်တစ်ဆင့်နော်အဲ့ဒီဖျားတကြီးရဲ့တဘာဝကိုတဘောကိုသိခြင်းထဲအထိကျွန်တော်ရောက်အောင်သွားရအောင်ကဲကျွန်တော်တို့ break time တစ်ချက်ယူရမှာတင်တယ်နော်9မိနစ်9မိနစ်ပေါ့နော်ကျေးဇူးများတင်တယ်ပြီးတော့မှပြန်စားရအောင်နော်